အားလုံးမင်္ဂလာပါ Hey friends welcome to the channel TV Magic မှာကြိုဆိုပါရစေဒီနေ့ tarot ပတ်ပေးမယ့်ခေါင်းစဉ်လေးကတော့ဘာလဲဆိုတော့ကိုစူးစမ်းထားတဲ့အရာကိုယ့်ရဲ့ရည်မှန်းချက်ဖြစ်ဖြစ်ကိုယ့်ရဲ့ပန်းတိုင်ဖြစ်ဖြစ်ကိုစူးစမ်းထားနေတဲ့အရာဒီဘယ်လိုမျိုးရလက်တီရမလဲကိုမှီမှန်းထားတဲ့အတိုင်းမှန်းထားတဲ့အတိုင်းဖြစ်လာမလားဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်မဒီမှာ tarot reading လေးဒီမှာဖတ်ပြီးမှဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းfile number လေးတွေကိုရွေးလို့ရပါတယ်ဒီ၃ခုလုံးကတော့ the sun ဆိုတဲ့ card လေးတွေကြီးပဲကျွန်မရွေးထုတ်ထားတာဖြစ်ပါတယ်ပေါ့နော်ဒါလေးက file number 1ရဲ့ the sun ပုံလေးဖြစ်ပါတယ်ဒါက file number 1နောက်တစ်ခါ file number 2အနေနဲ့ the sun ကြီးကတော့ဒီလိုပုံစံလေးဖြစ်ပါတယ်ဒါက file number 2 file number 3ကိုရွေးထားတဲ့သူတွေအတွက်ကရွေးမဲ့သူတွေအတွက်က the sun ပုံလေးကဒီလိုပုံစံလေးဖြစ်ပါတယ်ချစ်စရာလေးเนาะအဲ့တော့ကိုကြိုက်နေတဲ့ရဖောက်တစ်ခုခုကိုပုံလေးတွေကြည့်ပြီးဖြစ်စေနောက်တစ်ခုကနောက်တနည်းအနေနဲ့ကျမတို့ zodiac sign လေးနဲ့ရွေးပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့ file number 1ကိုဖြစ်လာမဲ့zodiac sign လေးတွေကဘာများဖြစ်မလဲ1 2 3 4ဘေးကူစီရွေးမယ်ပေါ့နော်1 2 3 4ဒီမှာနောက်ဆုံးအတွက်က4ခုအဲ့တော့ကြည့်ရအောင် file number 1အတွက် Aquarius okay Aquarius သမားတွေအတွက်နောက်တစ်ခါ Leo သမားတွေနောက်တစ်ခါ Gemini တွေအတွက်လည်းရပြီနောက်တစ်ခုက Capricorn Aquarius Leo Gemini ဆိုပြီးတော့ကိုယ့်ရဲ့zodiac sign နဲ့ရွေးချယ်တဲ့သူတွေအတွက်ဒါက file number 1ဖြစ်ပါတယ် file number 2အတွက် zodiac sign လေးတွေက Cancer Virgo နောက်တစ်ခါ Aries နောက်တစ်ခါ Libra Cancer Virgo Aries Libra ဆိုတဲ့ sign လေးတွေက file number 2ကိုရွေးလို့ရတယ်ကဲ3ရကြတော့ Sagittarius နောက်တစ်ခါ Taurus Scorpio နောက်ဆုံး Pisces အဲ့တော့ Sagittarius Taurus Scorpio and Pisces က file number 3ကိုရွေးလို့ရပါတယ်အဲ့တော့ကိုက zodiac sign နဲ့မရွေးချင်ဘူးပေါင်ကိုပုံလေးတွေကြည့်ပြီးတော့လဲရွေးချင်တယ်ပေါ့နော် that's okay ရတယ်အဲ့တော့ကိုယ့်ရဲ့ရွေးထားတဲ့ zodiac sign နဲ့ပုံရွေးတာနဲ့မကိုက်ဘူးဆိုလို့ရှိရင်လည်းကိုအားသာရဘက်ကိုလိုက်ပြီးတော့ကြည့်ပြီးတော့ပဲရွေးချယ်စီချင်ပါတယ်ပေါ့နော်တစ်ခုထက်မကပေါတစ်ခုထက်မကပို့ပြီးတော့ကြည့်ချင်တယ်ရွေးချင်တယ်ဆိုလို့ရှိရင်လည်းကြည့်ဖို့အကြောင်းဖန်တာဖြစ်ပါတယ်ရွေးချယ်လို့ရပါတယ်နော်ကဲရွေးပြီးပြီဆိုရင်တော့ကျမတို့စလိုက်ရအောင်မင်္ဂလာပါ welcome to pile number 1 pile number 1မှာကြိုဆိုပါရစေ pile number 1ရွေးချယ်ထားတဲ့ the sun card လေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ထုံးစံအတိုင်းဒီ oracle card လေးတွေကိုအရင်ဆုံးရွေးချယ်ကြည့်ပါမယ်ခေါင်းစဉ်လေးကတော့ဘာလဲဆိုတော့ခုကိုစူးစမ်းအထုတ်နေသည့်အရာဒီရလက်ကဘယ်လိုမျိုးရှိမလဲ result ပေါ့နော်ဘယ်လို result မျိုးထွက်လာမလဲဆိုတော့ main goal လေးနဲ့ပတ်သက်ပြီးတော့အခုဒီရွေးချယ်ထားတဲ့ pile မှာအဖြေလေးတစ်ခုထွက်လာလိမ့်မယ်လို့ညွှန်လင်းပါတယ်အဲ့တော့ file number 1ကိုရွေးချယ်ထားတဲ့လူတွေအတွက်မိမိစူးစမ်းနေသောအရာအထုတ်နေသောအရာဒီဘယ်လိုမျိုးရလက်များဖြစ်လာမလဲဘယ်လိုရလက်များဖြစ်လာမလဲကိုစူးစမ်းအထုတ်နေတဲ့ file number 1စူးစမ်းအထုတ်နေတဲ့အရာဤရလက်ဒီဘယ်လိုရလက်မျိုးဖြစ်လာမလဲအိုးနှစ်ချက်ကျမ zodiac sign လေးတော့ဒီမှာထပ်မပြတော့ဘူးเนาะ file number 1ရွေးချယ်ထားတဲ့သူတွေအတွက်ကိုစူးစမ်းလက်ရှိစူးစမ်းအထောက်ထားတဲ့အရာတွေဒီဘယ်လိုမျိုးရလဒ်များဖြစ်လာမလဲဒါလေးနှစ်ချက် this one and finally this one ကဲကြည့်အောင်
The ship ဒီဟာလေးကိုယဉ်ကြည့်ရအောင် The ship နောက်တစ်ခါthe fault line line နဲ့ line ရတော်တော်ကြီးရပေါ့နော် the fault line the ship travel a journey finances navigation နောက်တစ်ခါ abundance wow ဒီမှာကြတော့လေစိတ်ဝင်စားဖို့ကောင်းတာကြဒီဘက်မှာပျော်ရတယ်ဒီဘက်မှာမပျော်ရအောင်เนาะဒီဘက်မှာ loss ပုံစံမျိုးပေါ့တစ်ဖက်မှာဆုံးရှုံးသွားတယ်ဒါပေမဲ့တစ်ဖက်မှာပြန်ပြီးတော့မျောလင်းချက်အနေတစ်ခုအနေနဲ့ရှိတဲ့ပုံစံမျိုးပေါ့နော်နှစ်ခုလုံးရဲ့ energy ကတော့ဒီရွှေတက်တာကြီးထဲမှာရှိနေတယ်ဆိုရယ်အတိတ်ပဲเนาะအဲ့တော့ကိုထားတဲ့ mindset ဒီပေါ်မှာမူတည်တယ်ပေါ့နော်ဒီမှာ for sale အိမ်ရောက်မှုရှိရယ်ဒီမှာကျတော့ဒီကျိုးတူပါပေါ့နော်ဒီမူရစ်တာပေါ့နော်အဲ့လိုမျိုးရှိရယ် okay ဒါကိုဒီမှာထားမယ်နောက်တစ်ခါ soul mate ဒီဥစ္စာက root chakra ပုံလေးဖြစ်တယ်ဒါပေမဲ့လည်း that eye နေလည်းပါနေရပေါ့နော် that eye နေလည်းပါနေရနောက်တစ်ခု resourcefulness moon in Cancer with resourcefulness နောက်တစ်ခု mirror mirroring each other တဲ့မှန်ပေါ့နော် self reflection introspection inner wounds ကိုယ့်ရဲ့အတွင်းထဲမှာကိုယ့်ကိုပြန်ကြည့်ရတော့မှန်နဲ့ကိုယ့်ကိုပြန်ကြည့်နေရတဲ့ပုံစံလေးပေါ့အဲ့ဒါလေးတွေ့ရတယ်နောက်တစ်ခုက talking interested waiting messages text calls email talking more စကားပြောနေ communication ပေါ့နော်စကားပြောဆိုတာmessage ပို့တာဖြစ်စေ chat box မှာဖြစ်စေဒါမှမဟုတ် phone call email စကားပြောတာစသဖြင့်ပေါ့နော်ဒီလိုအကြောင်းအရာလေးနဲ့ပတ်သက်တယ်တော့ဒီအောင်ဒီဘက်မှာထားလိုက်မယ်နည်းနည်းနေရာလေးရှိအောင် Parliament 1ကိုကျွန်မပြောမြင်လဲဆိုတော့လက်တလော Parliament 1စူးစမ်းနေတာအထူးသဖြင့်ပေါ့နော်ငွေရေးကြေးရေးတို့ကိုယ့်ရဲ့စီးပွားရေးတို့ကိုယ့်ရဲ့ resource တွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယ့်ရဲ့ရှာဖွေမှုပေါ့ရှာဖွေမှုတွေကိုယ့်ရဲ့ငွေကြေးဥစ္စာနဲ့ပတ်သက်ပြီးတော့စူးစမ်းနေတဲ့အရာတစ်ခုကိုရှိလိမ့်မယ်လို့အဲ့ဘက်ကို energy ကသွားနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ abundance နောက်ပြီးတော့ဒီမှာကိုယ့်ရဲ့ resource တွေเนาะကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ရှိမယ်နောက်တစ်ခါဘာရှိမလဲဆိုတော့finance ပေါ့เนาะဒီမှာလဲ finances ပါတယ် navigation ကိုယ့်ရဲ့ဘယ်လိုဥတီရမလဲဘယ်လိုသွားရမလဲဆိုတော့ပုံစံမျိုးပေါ့ရွက်လွှဲနဲ့ဘယ်လိုသွားဆက်သွားခြင်းလဲဆိုတဲ့ပုံစံမျိုးကို file number 1ကအဲ့ဒီဘက်ကိုစီစဉ်နေရမျိုးဆောင်ရွက်နေရမျိုးစူးစမ်းနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်လက်တလုံးမှာ file number 1ကိုမြင်ရတဲ့အမြင်ကအဲ့လိုပေါ့ဆိုတော့လက်တလုံးမှာဘယ်လိုဖြစ်နေလဲဆိုတော့လေ file number 1ကကျမဒီ energy ကိုကြည့်လိုက်ခြင်းအပြင်ဒီမှာ sun in Cancer with resourcefulness မှာ Cancer sign ရတယ်ပါနော် sun Cancerဘာမြင်လဲဆိုတော့ဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယ့်ရဲ့ resource တွေနောက်ပြီးတော့ဒီ finance တွေဒါဒီအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်လွဲနေတယ်ကိုယ့်ရဲ့အုံနောက်ကနေပြီးတော့စဉ်းစားတာထက်ကိုကိုယ့်ရဲ့ဘယ်လိုပြောမလဲ emotion ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကနေပြီးတော့ပိုတာနေတယ်ပို့ပြီးတော့အဲ့ဒီပုံမှာအခြေခံပြီးစဉ်းစားနေတဲ့ပုံစံမျိုးဆိုတဲ့ပုံစံတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီမှာ fault line ဒီဟာလေးကကျွန်မဘယ်လို intuition အဖြစ်အဓိကဒီမှာဗာမြင်နေလဲဆိုတော့အထူးသဖြင့်ဒီငကက်လေးကလည်းပူသွားတာပေါ့နော်ဘာတွေ့ရလဲဆိုလို့ရှိရင်ဒါငလျင်တစ်ခုလိုမျိုးကျွန်မတွေ့ရတယ်အကွဲကြောင့်ပေါ့နော်နောက်တစ်ခါဒီဟာလေးကလည်းအဝိုင်းလေးဆိုတော့ကြက်ဥအခွန်ပုံစံမျိုးနည်းနည်းအကွဲနေတဲ့ကြက်ဥပေါ်ခွန်ပေါ်မှာကိုကလမ်းလျှောက်နေရတယ်လို့ပဲတကယ်တော့ဒီလိုမျိုးငလျင် line လိုမျိုးဖြစ်နေတာဗျာဒါအပေါ်ရသက်သက်မို့အတွင်းထဲမှာဒီအောက်မှာရှိနေတဲ့မြေကြီးရဲ့အောက်မှာရှိနေတဲ့အရာတွေကလှုပ်ရှားပြောင်းလဲနေတဲ့ရိုက်ခတ်နေတဲ့အတွက်ကြောင့်မို့အပေါ်မှာဖြစ်လာတဲ့ဒီအကွဲကြောင်းကြီးဖြစ်လာတာပေါ့နော်အဲ့ဒီပြဿနာတစ်ခုခုကြောင့်မို့လို့ရိုက်ခတ်နေတဲ့ဟာရှိတဲ့အတွက်ကြောင့်မို့လို့ file number 1က
ကိုစိတ်ခံစားချက်ဘက်ကိုရောက်နေရပေါ့ငွေကြေးနဲ့ပတ်သက်၍ဖြစ်စေကိုယ့်ရဲ့စီးပွားရေးအလုပ်နဲ့ပတ်သက်၍ဖြစ်စေလုပ်ငန်းနဲ့ပတ်သက်၍ဖြစ်စေဒါမှမဟုတ်တချို့တွေကလည်းအိမ်နဲ့ပတ်သက်တာဖြစ်ကောင်းဖြစ်နေတယ်မယ်အဲ့တော့အဓိကကတော့ဒီမှာကတော့ strong ဖြစ်တာကြည့်ရသူကတော့အမျိုးမျိုးရှိမှာပေါ့နော်ဒါ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်နဲ့သက်ဆိုင်ရာခေါင်းစဉ်လေးကိုစီတော့ရှိကြမယ်ဒါပေမဲ့ဒီမှာပို့ပြီးတော့မြင်နေရတာကတော့ငွေကြေးနဲ့ပတ်သက်တာ finance နဲ့ပတ်သက်တာဒီလိုအပိုင်းလေးတွေကတော့လည်းပို့တော့ဟို strong ဖြစ်တယ်ပို့ပြီးတော့များတယ်လို့တွေ့ရတယ်အဲ့တော့အဲ့ဒီအခြေအနေတစ်ခုကိုရောက်နေတယ် file number 1ကအဲ့အတွက်လည်းကိုကအဖြေလဲရှာနေတယ်နော်ဒီဘယ်ဘက်ကိုဘလို့ဥတီပြီးတော့သွားရမလဲဘလို့ဥတီပြီးရက်လွှဲရမလဲဆိုစဉ်းစားနေတဲ့အခါမှာအုံနောက်ထက်နှလုံးသားကိုဦးစားပေးပြီးတော့စဉ်းစားနေတယ်နှလုံးသားဆိုတာကလေ emotion များနေတာပေါ့နော်စိတ်ခံစားချက်တွေကနည်းနည်းများနေတဲ့ဘက်ကိုရောက်နေတယ်အဲ့တော့လမ်းတော့ရှာနေတယ်စိတ်ခံစားချက်များနေတဲ့အတွက်ကျမကတော့တတိလေးပေးချင်တာကဒီ abundance ကိုကြည့်လိုက် abundance ကသူ့ရဲ့ဒီအောက်ထဲမှာရှိတယ်နော်အောက်ထဲမှာလူမမြင်ရတဲ့အောက်ထဲမှာသူ့ရဲ့ abundance ကငွေကြေးတစ်ခုကဥစ္စာပစ္စည်းကရှိပြီးသားသို့တော်လည်းအဲ့ဒီဥစ္စာနဲ့ကိုက abundance နဲ့ငွေကြေးနဲ့ကိုနဲ့ relationship ဘယ်လိုရှိလဲပေါ်မှာမူတည်နေတယ်နော်တချို့သူတွေအတွက်ကဒီမှာကြည့်လိုက်ဒီဘက်မှာရှိနေတဲ့လူကြီးကဟိုသူ့လက်ထဲမှာရှိနေတဲ့ဒီပေါ့နော်ရွှေပြားလေးကတစ်ချက်ကအောက်ကျသွားလို့စိုးရိမ်နေရပူပန်နေရနော်ဒါပေမဲ့ဒီဘက်ကကျတော့ပြုတ်ကျသွားတယ်ကျွန်မမြင်နေရမြင်ကဒီဘက်ကတော့ပြုတ်ကျပါတယ်ဒါပေမဲ့ညံသုံးပြီးတော့စိတ်ကိုအေးအေးလေးထားပြီးတော့ကြိုးလေးနဲ့ချိန်မယ်ပြီးသွားရင်ကော်လေးနဲ့ပြပြကတ်မယ်ပီကလေးနဲ့ပြပြကတ်မယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြီးသွားလို့ရှိရင်ကျသွားတဲ့ဒီဟာကိုပြန်ပြီးတော့မြားယူတဲ့ပုံစံမျိုးပြီးရင်ပြန်ဆွဲထုတ်ဆိုတော့ဒီဘက်ကဒီကောင်မလေးရဲ့ကပို့ပြီးတော့ wise ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ညံသုံးတယ်ပို့ပြီးတော့ပြဿနာကို problem solving ပို့ပြီးတော့အဖြေရှာတယ်အဲ့ဒီအချိန်မှာစိတ်ကပူပန်နေတာနဲ့စိတ်ကိုအေးအေးလေးထားပြီးတော့ပြဿနာကိုအဖြေရှာတာနဲ့က energy ကလုံးဝမတူနော်အဲ့တော့ဒီနှစ်ခုလုံးရဲ့ energy ကဒီငွေကြေးပေါ်မှာရှိနေတယ်အဲ့တော့ဒီငွေကြေးကလည်းဒီငွေကြေးကိုဒီကိုလိုချင်တဲ့ abundance ကိုဘယ်လိုမျိုးကိုကဆွဲဆောင်မလဲ attracting ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကကိုယ်မှာရှိနေတဲ့လောက်ကင်နေတဲ့ mindset ပေါ်မှာမူတည်ရဒါကြောင့်မလို့ power number 1ကိုကျွန်မပြောချင်တာကတော့emotion alike မဆုံးဖြတ်ဖို့ပြောချင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီ navigation ဆိုတော့ကိုသွားချင်တဲ့ဥတီယာလမ်းကြောင်းသွားချင်တဲ့အရာတွေလှုပ်ချင်တဲ့အရာတွေနောက်ပြီးတော့ဒီစူးစမ်းနေတဲ့အရာတွေရှိမယ်เนาะအဲ့ဒီပုံမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အလျင်စလိုလှုပ်တာမျိုးစိုးရင်ပူပန်ပြီးတော့လှုပ်ရှားတာမျိုးလှုပ်လိုက်တာမျိုးမလှုပ်စေချင်ဘူးအဲ့လိုလုံးမဲ့အစားစိတ်အေးလက်အေးထားပြီးပြဿနာကိုဘယ်လိုမျိုးဒီငွေကြေးကိုရယူအောင်ဘယ်လိုမျိုးပြန်မြားမလဲပေါ့เนาะမြားပြီးတော့ခေါ်မလဲဆိုတဲ့ဟာလေးကအရန်ကိုအရေးကြီးတယ်လို့ကျွန်မတွေ့ရတယ်เนาะဒါလေးကတော့အဲ့လိုမျိုးမြားခေါ်တဲ့အခါမှာစိတ်ကတည်ငြိမ်အေးချမ်းနေဖို့လိုတယ်အဲ့တော့ဘာလဲဆိုတော့ဒီမှာတွေ့ရတာကတော့ဒီမှာနှစ်ဖက်မှာတွေ့ရတာက mirroring each other self reflection introspection inner wounds အဲ့တော့ကိုပြန်ပြီးတော့အတွင်းထဲကိုပြန်ကြည့်ရတဲ့အနေအထားဖြစ်တယ်ပေါ့နော် mirror ဆိုတော့ကိုကလောကကြီးကိုဘယ်လိုမြင်လဲကိုဘယ်လိုမြင်လဲငွေကြေးနဲ့ပတ်သက်ပြီးကိုဘယ်လိုမြင်လဲစသဖြင့်ကိုလက်ရှိစူးစမ်းနေတဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးမြင်တယ်လဲအဲ့မြင်တဲ့အပေါ်မှာပြန်လဲသုံးသက်ခြင်းပြန်လဲအဖြေရှာခြင်းဖြင့်ကိုအမှန်တိုင်းမြင်ခြင်းဖြင့်အဲ့လိုမျိုးပြဿနာကိုဖြေရှင်းနိုင်မယ် problem solving လုပ်နိုင်မယ်လို့တွေ့ရတယ်အဲ့တော့ဒီဥစ္စာလေးကတော့ soulmate ကဟိုဒီမှာ third eye chakra လေးတွေ့ရတယ်ပေါ့နော်ဒီကလည်း root chakra ကိုစားပြုတယ်ဆိုတော့ကျွန်မဒီမှာဗာမြင်ရလဲဆိုတော့ကိုယ့်ရဲ့အမှန်တရားကိုယ့်ရဲ့ root ဖြစ်တဲ့ကိုယ့်ရဲ့အရေးအမြစ်ကိုယ့်ရဲ့ပုံစံကိုတည်တည်ချာချာလေးကြည့်ပါနော်တည်တည်ချာလေးကြည့်စေခြင်းနဲ့ပြီးွားရင် speaking your truth ပေါ့နော်အမှန်တရားကိုတကယ်ပါလို့ခြင်းလဲကိုတကယ်ဘယ်လိုဖြစ်ချင်လဲဆိုတဲ့ဟာကိုအုံနောက်နဲ့ရောနှလုံးသားနဲ့ရောမပြီးသေးဘူး intuition နဲ့လည်းကြည့်မယ်စိတ်ပိုင်းဆိုင်ရာစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအနေနဲ့လည်းကြည့်မယ်ဆိုတော့အဲ့လိုမျိုးတည်တည်ချာချာလေးကိုသိမြင်သုံးသပ်ပြီးတော့စကားပြောပေးပါအဓိကကတော့ဒီမှာ talking ဆိုတာကျွန်မမြင်တာကတော့သူများကိုပြောနေရတဲ့ကိုပြန်ပြီးတော့စကားပြန်ပြောစီခြင်းတယ်ပေါ့နော်ကိုပြန်ပြီးစကားပြောခြင်းပြောစီခြင်းတယ် mirror အနေနဲ့ပေါ့နော်မှန်ကဲ့သို့ကိုပြန်ကြည့်စေခြင်းနဲ့ကိုပြန်ပြီးတော့စကားတွေပြောစီခြင်းနဲ့ကိုပြန်ကြည့်စေခြင်းနဲ့ကြည့်ပြီးတော့မှသာကိုယ့်ရဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ဆွဲခေါ်ခြင်းနဲ့ຢာတွေဘယ်လိုဆွဲခေါ်ရမလဲဘယ်လိုဆွဲဆောင်ရမလဲပြဿနာရှိရင်လည်းဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အဖြေမှန်ရလိမ့်မယ်အဲ့အတွက်ဒီမှာ navigation ကရှိရပေါ့နော်ဒါမှမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့လိမ့်မယ်လို့ကျွန်မဒီမှာယူဆပါတယ်ဒါကတော့ဒီ oracle လေးနဲ့ပထမဆုံးသုံးသက်ကြည့်တဲ့အရာကပေါ့နော်အဲ့လိုလေးမြင်ပါတယ်အဲ့တော့ကျွန်မတို့ tarot card နဲ့လည်းကြည့်ရအောင်လက်ရှိဖြစ်နေတဲ့အနေအထားလေးပေါ့နော်အဲ့တော့ကျမဒီ tarot card မသုံးခင်မှာလက်ရှိချင်းဒီ power number 1ဘာကိုစူးစမ်းနေလဲအဲ့ဒါလေးချက်ကြည့်ရအောင်
နော်ပို့ပြီးတော့ဒီရဲ့အဖြစ်ကိုလည်းတစ်ချက်ထပ်ပြီးတော့ရှင်းသွားအောင်လို့ဖာနမန်ကိုရေးထားတဲ့သူတွေအတွက်လက်ရှိစူးစမ်းနေတဲ့အားထုတ်နေတဲ့အရာတွေရဲ့ရလက်ပေါ့နော်ရလက်ကိုမကြည့်ခင်မှာဘာတွေလုပ်နေလဲဖာနမန်1ဘာတွေစူးစမ်းနေလဲကြည့်ရအောင် The Lovers reverse နောက်တစ်ခါ Six of Wands နောက်တစ်ခါ King of Pentacles မှာ reverse okay The Tower ဒါတက်လာ reverse လာကျေးဇူးတော့တက်ဖြစ်မယ် The Tower တော့နောက်ဆုံးတကအလိုလေးကြည့်ရအောင်ဘာများဖြစ်မလဲTwo of Swordsအဲ့တော့ဒီຢာကလက်ရှိအနေထားလေးပေါ့ပထမတစ်လိုင်းကကျွန်မမတူတဲ့ tarot card လေးသုံးထားတယ်ပြီးတော့မှကျွန်မဒီ tarot deck လေးနဲ့ပြန်ကြည့်ပေးမယ်ဆိုတော့လက်ရှိအနေထားကိုကျွန်မတို့ဆက်သွားမယ်ဆိုလို့ရှိရင်King of Pentacles ဒီမှာကိုယ့်ရဲ့ငွေရေးကြေး invest စီးပွားရေးလုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်မြုပ်နှံတာတွေ investment လုပ်တဲ့ကိစ္စတွေเนาะအဲ့ရနဲ့ပတ်သက်ပြီးတော့အပြောင်းလဲကြီးကြီးမားမားဖြစ်နေတယ်ပေါ့နော်ပြောင်းလဲကြီးကြီးမားဖြစ်နေတယ်ကိုကနေပြီးတော့အောင်မြင်အောင်လို့ဒီ Six of Wands အတက်เนาะ success အတွက်စီးပွားရေးသမားဖြစ်စီဒါမှမဟုတ်လို့ရှိရင်လည်းတချို့တွေတော့ကကြောင့်နိုင်ငံခြားခရီးတို့ဘာလို့လဲဖြစ်နိုင်တယ်ကိုလိုချင်တဲ့ပန်းနိုင်ရတယောက်နဲ့တယောက်ကမတူတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုလိုချင်တဲ့ပန်းတိုင်အတွက်ကိုစူးစမ်းတဲ့အခါမှာအောင်မြင်အောင်လဲစူးစမ်းနေတယ်တိုးတော်လည်းပဲဒီမှာကတော့ငွေရေးကြေးအရာ investment loan လေးတွေเนาะနည်းနည်းလေးလှုပ်ခါသွားတဲ့ပုံစံမျိုးလေးအဲ့လိုအခြေအနေမျိုးလေးရောက်နေပေါ့နော် The Tower ရှိနေအဲ့တော့လက်တော်မှာ Power number 1အနေနဲ့ကရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်ရမှန်းမသိဘူး not to all sorts အတဲ့ပေါ့ဒီကဟိုဘယ်လိုဆက်ပြီးတော့မမြင်တော့လမ်းမမြင်ဘူးကွာ navigation တစ်ခုပေါ့လမ်းမှန်တစ်ခုကိုတော့ရောက်ချင်တယ်ဒါပေမဲ့ဘယ်လိုသွားရမလဲဒီအခက်ဒီအပြောင်းလဲကြီးဒီတစ်ခုကိုဘယ်လိုကြော်သွားရမလဲဆိုပြီးတော့မသိနိုင်ဘူးဖြစ်နေလောလောဆယ်မှာ the lovers ကဘာလို့လဲပြောလို့ရလဲဆိုတော့it's a card of choice เนาะဒီ choice ကိုရွေးချယ်လိုက်တဲ့အရာတွေပေါ်မှာမူတည်နေတယ်ဆိုတဲ့ဟာကိုလည်းပြောနေတယ်ဆိုတော့ဒီမှာကဒါလေးကဟို lovers ရဲ့အတဲလေးကဒါလေးပေါ့เนาะအဲ့တော့ပြောင်းမြန်ကဒီလိုပြောင်းမြန်မှာပါရှိလဲဆိုတော့ဒီမှာရွေးချယ်မှုအားနည်းနေတယ်ကိုယူတာမဟုတ်လို့ရှိရင်ကိုရွေးချယ်လိုက်တဲ့အရာကနည်းနည်းလေးခက်ခဲသွားစေတယ်เนาะပြောင်းလဲတော့ကိုကဖန်တီးတာပဲပြုလုပ်တာပဲဒါပေမဲ့ကိုရွေးချယ်လိုက်တဲ့ဟာကကိုအတွက်ကြီးမားတဲ့ရိုက်ခတ်မှုတွေတခုလိုပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့အောင်မြင်ဖို့တော့ကိုရွေးချယ်လိုက်တာပဲဒါပေမဲ့ရွေးချယ်တဲ့ပုံစံကနည်းနည်းလေးခက်ထန်သွားတဲ့အခြေအနေကဒီမှာ The Tower နဲ့ default line နဲ့ကနည်းနည်းလေးခက်ထန်တဲ့အခြေအနေလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒါလေးတွေ့ရတယ်အဲ့တော့ဒီရှစ်ဆက်ပြီးတော့ကိုကPower number 1ကဘယ်လမ်းကိုဆက်သွားရမလဲပါရီဆက်လောက်ရမလဲဆိုတာနည်းနည်းလေးမမြင်ဘူးမသေးခွဲဘူးရှိနေတယ်ဒါပေမဲ့เนาะအမှန်တရားတစ်ခုကရှိ Power number 1အတွက်ဘယ်လိုသွားရမလဲအမှန်တရားအတွက်ရှိတယ်เนาะအဲ့တော့ဘယ်လိုသွားရမလဲဆိုတာထက်ဒီရလက်ကဘယ်လိုပုံစံမျိုးဖြစ်မလဲပေါ့เนาะအခုလက်ရှိအဲ့ဒါလေးရင်လုံးကြည့်ရအောင် Power number 1ကိုရွေးထားတဲ့သူတွေအတွက်လက်ရှိစူးစမ်းနေတဲ့အရာဤရလက်ပုံစံကဘယ်လိုဖြစ်မလဲThe Hangman The Hangman okay Ace of Cups Page of Swords Oh, the sun. Okay. Significator card လေးပြန်ရောက်လာပြီနောက်တစ်ခါ the moon the sun and the moon အဲ့တော့ဒီမှာကျွန်မ Power number 1အတွက်ဗာမြင်ရလဲဆိုတော့အဲ့လိုမျိုးကိုရှေ့ဆက်ဖို့အတွက်ခက်ခဲနေတဲ့ကြားထဲကနေပြီးတော့လမ်းပြောက်တယ်လို့မျိုးမမြင်တယ်လို့မျိုးဖြစ်လိမ့်မယ်ဒီမှာလဲဒီမှာလဲအကြီးကြီးဒါပေမဲ့မြင်သွားလိမ့်မယ်ဘလို့ပုံစံဒီမှာတေးသေးလေးဒီမှာအကြီးကြီးလုံးဝဟ
wolf ကပေါ့နော်ဝင်ပလေကဒီလာထွက်လာလို့ရှိရင် awaken သူ့ရဲ့တဘာဝအလျောက်ဖြစ်ပြီးနိုးကြလာတယ်လို့မျိုးနိုးကြလာလိုက်မယ်အဲ့တော့ကျွန်မမြင်ရတယ်ပေါ့နော်ဒီလာတရားနေလာကြီးကိုကျွန်မ intuition ရခံစားမိလိုက်တာနောက်တစ်ခါ the hangman ကလည်းပြန်ပြီးတော့စဉ်းစားကိုကပြန်ပြီးတော့အခြေအနေတွေကိုပြန်ပြီးတော့သုံးသပ်တာ mirroring ပြန်ပြီးတော့ကိုပြန်ပြီးတော့လုပ်တာ introspection လုပ်တာ self reflection ပြန်လုပ်တာကိုကပုံမှန်အတဲ့စဉ်းစားနေရနေပြောင်းပြန်စဉ်းစားမယ် perspective ပေါ် shoot out တစ်မျိုးအနေနဲ့ပြန်စဉ်းစားမယ်လက်ရှိအခြေအနေကိုပြီးကိုပြန်သုံးသပ်မယ်ကိုရဲ့အမှန်တရားဘာလဲကြည့်မယ်အဲ့လိုနည်းနဲ့ကို navigate လုပ်ပြီးတော့အဖြေရှာဖြစ်သွားလိမ့်မယ်ပေါ့နော်အဖြေရှာဖြစ်သွားပါလိမ့်မယ်အဲ့အတွက်လည်းအုံနောက်မှာအလင်းတစ်ခုလည်းပွင့်လာလိမ့်မယ်အဲ့ဒီအလင်းကဒီမှာလည်းကြည့်လိုက်ဒီမှာလည်းအချစ်ကလေးနဲ့အလင်းတန်းလေးပေါ့နော်အဲ့ဒီအလင်းတန်းကဒီမှာ Ace of Cups အဲ့လိုတူညီတဲ့အလင်းတန်းလေးပဲကျွန်မဒီကနေဒီလိုပြန်ပြီးတော့ဒီအောင်ထပ်ပြီးတော့expand လုပ်လိုက်တယ်လို့ကျွန်မခံစားရတယ်အဲ့တော့ဒီကနေထွက်လာတဲ့ကိုယ့်အတွက်အလင်းတန်းကကိုယ့်ရဲ့နှလုံးသားကိုကျဉ်းနှံ့စေတော့เนาะအစတင်မှုဖြစ်လိမ့်မယ်okay ဒီလိုဆိုလို့ရှိရင်အစစ်မပြေဘူးအဲ့ဆိုရင်ဘယ်လိုလေးပြန်လုပ်ရင်ကောင်းမလဲကိုမေးမယ်ကိုသုံးသပ်မယ်ကိုပြန်ကြည့်မယ်ကိုပြန်စကားပြောမယ်အဲ့ဒီအရာတွေကိုယ့်ရဲ့အဖြေမှန်တစ်ခုကိုရှာကြည့်ပြီးလိုက်တဲ့နောက်မှာအသစ်တစ်ခုတွေ့လိုက်မယ် new beginning အသစ်တစ်ခုတွေ့လိုက်မယ်အဲ့ဒီအသစ်ကကိုယ့်ရဲ့စိတ်နှလုံးကိုကျဉ်းနှံ့စေတော့အဖြေတစ်ခုရလိမ့်မယ်ပေါ့နော်အဲ့ဒီရဲ့နောက်မှာလည်းနောက်ထပ်အသစ်တစ်ခုရှိရဒီအသစ်ကကြတော့ကိုယ့်ကစိတ်ကနေပြီးတော့စတင်နေပြီနှလုံးသားကနေပြီးစတင်လိုက်တဲ့အရာမှာစိတ်ထားကနေလည်းစတင်လိုက်ပြီ page of source လေးဒါအသစ်ပဲပေါ့နော် okay ဘာတွေလေ့လာမယ်ဘာတွေကိုဆက်ပြီးတော့သိအောင်လုပ်မယ် knowledge နဲ့ပတ်သက်ပြီးတော့လိုတာလားဒီလက်ရှိခက်ခဲနေတဲ့အရာတွေကိုဘယ်လိုမျိုးကြော်သွားနိုင်မလဲ information ကိုအများကြီးရှာတဲ့ပုံစံမျိုးလေ့လာတဲ့ပုံစံမျိုးသင်ယူတဲ့ပုံစံမျိုးတွေ့လိမ့်မယ်အဲ့ဒီလိုမျိုးသွားနေရနေပြီးတော့မှကိုလိုချင်တဲ့အောင်မြင်မှု the sun เนาะကိုလိုချင်တဲ့တကယ်အောင်မြင်မှုရရှိလိမ့်မယ်အဲ့တော့ part number 1မှာကဒီအပေါ်က deck ပါလေ six of wands success ကပါပြီးသားဒီမှာ the sun ရဲ့ energy ကလည်းအောင်မြင်မှု success ကပါပြီးသားဆိုတဲ့အခါကျတော့အရင်အောင်မြင်မယ်ဆိုလို့ရှိရင်လည်းဒီမှာဒီအခက်ခဲတွေဂျားရရနေပြီးတော့မှအောင်မြင်မှုကိုကြီးကြီးမားမားရလိမ့်မယ်လို့ရောကျွန်မတွေ့ရတယ် result အနေနဲ့ပေါ့နော် result အနေနဲ့အောင်မြင်မှုကြီးကြီးမားမားရလိမ့်မယ်ဘယ်လိုရမလဲဆိုတော့အဓိကအားဖြင့်ကိုဒီမှာအဖြေမှန်ကန်တဲ့အဖြေရှာခြင်းကိုပြန်ကြည့်ခြင်းကိုစကားပြောခြင်းကိုပြန်လဲပြီးတော့ရှုထောင့်အမြင်တစ်ခုနဲ့သုံးသက်ခြင်းအားဖြင့်ကိုမမြင်သေးတဲ့အရာအမှန်တရားတစ်ခုဒီဥစ္စာကျွန်မကလေ Ace of Swords နဲ့တူတယ်လို့ခံစားရတယ် speaking of truth ပဲပေါ့နော်အဲ့တော့အဲ့ energy လေးကိုလည်းကျွန်မပြန်ခံစားရတဲ့အတွက်ကြောင့်မို့လို့အမှန်တရားတစ်ခုကရှိပြီးသားအဲ့တော့ဖြစ်နေတဲ့ပြဿနာဖြစ်နေတဲ့အရာခက်ခဲနေတဲ့အရာကိုစိုးရိမ်ပူပန်နေမဲ့အစားဒီပြဿနာကိုဘယ်လိုပြန်ပြီးတော့ဒီပျောက်ဆုံးသွားတဲ့ငွေလေးကိုရွှေပြားလေးကိုဘယ်လိုပြန်ကောက်ရမလဲဆိုတဲ့ပုံစံမျိုးကိုစိတ်အေးလက်အေးနဲ့ထားပြီးတော့ပြဿနာဖြေရှင်းနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ပြဿနာဖြေရှင်းနိုင်လိမ့်မယ်เนาะပါနံပါတ်1ကအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားပြမယ်လေ့လာပြမယ်သုံးသပ်ပြမယ်เนาะအဲ့ဒီကနေပြီးမှအောင်မြင်မှုတစ်ခုကိုရရှိလိမ့်မယ်လို့ကျွန်မဒီမှာတွေ့ရပါတယ်အဲ့တော့ကျွန်မတို့ဒီမှာပါနံပါတ်1အတွက်ဆက်ကြည့်ရအောင်အောင်မြင်မှုကတော့ရပြီတဆာတော့သိကြပြီအဲ့တော့ကျွန်မဆက်ကြည့်ရှင်သေးပေါက်သွားပြီဆိုတော့အောင်မြင်မှုကဘယ်လိုအောင်မြင်မှုဖြစ်မလဲပါနံပါတ်1လို့ကျွန်တော် result အတိုင်းဖြစ်မလားကြည့်ရအောင် Oh Ace of Pentacles လမ်းစာတော်တော်လေးပွင့်သွားပြီเนาะအဲ့အောင်မြင်မှုကဘယ်လိုလဲဆိုတော့အများကြီးဒီမှာ Ace တွေရော page တွေရောရှိတယ်အဲ့အခက်အခဲကိုကြော်သွားတာ ਨੇ အများအောင်မြင်ဖို့အတွက်လမ်းစာတစ်ခုကမျိုးစေ့တစ်ခုချနိုင်လိမ့်မယ်ဂိတ်တစ်ခုပွင့်သွားလိမ့်မယ်เนาะအဲ့အခက်အခဲကိုပါနံပါတ်1ကကြော်ဖြတ်နိုင်ဖို့ပဲလို့ပဲကျွန်မတွေ့ရတယ်โอเคဒီဟာရင်ကြတယ်ဆိုတော့ဒါကိုကြည့်ရအောင် strength အဲ့ဒီအချိန်မှာဒီအခက်အခဲတွေကိုကြော်နိုင်ဖို့ပေါ့နော်လောကကြီးကတမင်တက်ကိုအခက်အခဲတွေနဲ့ပေးတယ်လို့ကျွန်မဒီမှာခံစားရတယ်ဘာလို့လဲဆိုတော့ strength ကဒီအခက်အခဲတွေကိုကြော်ပြီးသွားတယ်ပါနံပါတ်1အနေနဲ့ပို့ပြီးတော့အားကြီးလာလိမ့်မယ်ပို့ပြီးတော့အင်အားရှိလာလိမ့်မယ်ပို့ပြီးတော့တတိရှိလာမယ်ဒီလမ်းကိုဆက်လျှောက်ဖို့အတွက်အခက်အခဲတစ်ခုကိုတော့ငါကြော်နိုင်သွားပြီလမ်းလည်းပြန်ပွင့်သွားပြီစသဖြင့်ပေါ့အရင်ကထပ်ပို့ပြီးတော့ပြဿနာကိုဖြေရှင်းနိုင်တော့ပို့ပြီးရင်းချက်လာတော့အားပိုရှိလာတော့တတိပိုရှိလာတော့သူတယောက်အနေနဲ့ဖြစ်လာမယ်ပေါ့နော်အဲ့ဒါလေးတွေ့ရတယ် Queen of Cups okay နောက်ဆုံးမှာတော့ part number 1အနေနဲ့ကemotional healing ဖြစ်သွားမယ်အစတော့လုံးဝအတွင်းထဲမှာလှိုက်ပြီးတော့ပူနေတာပေါ့ပူနေတဲ့ pressure တွေကြောင့်မလို့ပူနေတဲ့ပုံစံမျိုးဒီငလင်ကကြတော့လေဒီအကွဲကြောင်းကြီးအောက်မှာလုံးဝ pressure တွေနဲ့ PR တွေနဲ့တွန်းကန်ပြီးတော့အဲ့လိုဖြစ်နေတဲ့အခြေအနေကနေကိုပြန်ပြီးတော့တုံးသက်ခြင်းဖြင့်ကြော်လွှားနိုင်ခြင်းဖြင့်ခွင့်ရတဲ့တည်းရမယ်ခွင့်ရတဲ့တစ်ခုရမယ်
မြင်သွားလိုက်မယ်ဘယ်လိုလမ်းလျှောက်ရမလဲဆိုတော့ navigation ပေါ့ဘယ်လိုကိုဆက်ပြီးတော့ဆက်သွားရမလဲဆိုရယ် navigation လမ်းတစ်ခုရပါလိမ့်မယ်အဲ့လိုရလာတဲ့အခါမှာကိုယ့်ရဲ့ emotional fulfillment နေเนาะစိတ်ကလည်းကျေနပ်စရာကောင်းတဲ့အနေအထားတစ်ခုနဲ့အားအင်တစ်ခုပုံစံမျိုးရမယ့်အနေအထားမျိုးကိုတွေ့ရပါတယ်လို့တွေ့ရပါတယ်တွေ့ရပါတယ်လို့တွေ့ရပါတယ်โอเคပါဒါကတော့ part number 1အတွက်ကိုလက်ရှိအားထုတ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရလက်တွေရမလဲဆိုတော့ဘယ်လိုရလက်ရမလဲဆိုတော့အဖြေလေးပဲဖြစ်ပါတယ်အဲ့တော့ဒီ reading ကိုကြည့်ရတာအဆင်ပြေမယ်လို့အထောက်အကူဖြစ်မယ်လို့ညွှန်လင်းပါတယ်နောက်ထပ် reading မှာလည်းတွေ့ဖို့ညွှန်လင်းပါတယ် bye မင်္ဂလာပါ part number 2 welcome to part number 2မှာကြိုဆိုပါတယ်အဲ့တော့ part number 2ရွေးထားတဲ့ card တွေကတော့ဒီ the sun card လေးဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းကျမတို့ oracle card လေးတွေဆိုအရင်ဆုံးဆွဲကြမယ်ပေါ့နော်အဲ့တော့ကြည့်တဲ့အခါမှာဒီ title လေးပေါ့ဒီနေ့ reading ရဲ့ခေါင်းစဉ်လေးအရာ part number 2ကိုရွေးချယ်ထားတဲ့သူအတွက်ကျမကြည့်ပြီးမဲ့ reading လေးကတော့ဘာဖြစ်မလဲဆိုတော့ကိုလက်ရှိစူးစမ်းအားထုတ်နေတဲ့အရာရဲ့ရလဒ်ပေါ့ result ကဘယ်လိုအခြေအနေမျိုးရှိနေမလဲဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာမလဲအဲ့ဒါလေးကိုကျမတို့ကြည့်ရအောင်เนาะpart number 1 sorry part number 2ကိုရွေးချယ်ထားတဲ့သူတွေအတွက် okay ရလဒ်ဘယ်လိုဖြစ်မလဲ okay ကြည့်ရအောင်ရလဒ်ဘယ်လိုဖြစ်မလဲ2part number 2ရွေးချယ်ထားတဲ့သူတွေအတွက်လိုချင်တဲ့ရလဒ်ကစူးစမ်းအထောက်နေတဲ့အရာလိုချင်တဲ့ရလဒ်ဘယ်လိုပုံစံဖြစ်မလဲ this one two ကဲကြည့်ရအောင်ပထမဆုံးထွက်လာတာက the dragonfly light-hearted and adept finding out and change things coming to light and heal okay လာတယ်เนาะစကားလုံးလေးတွေကဟိုစိတ်ကပေါ်ပါသွားမယ်ပို့ပြီးတော့အခြေအနေတစ်ခုကို adapt လုပ်နိုင်သွားမယ်ဟိုပါပေါ့နော်ရင်းနှီးသွားမယ်ပေါ့နောက်တစ်ခါအပြောင်းလဲအတွက်ကိုဟိုအပြေရှာနိုင်မယ်ပေါ့နော်ဘလို့ပြောင်းလဲတွေကြားထဲမှာပေါ့ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာစိတ်နှလုံးပေါ့ပါသွားမယ်အဓိကတော့စိတ်နှလုံးပေါ့ပါသွားမယ်ဆိုရဲ energy လေးတစ်ခုကိုကျမအရင်ဆုံးရလိုက်တယ်ပေါ့နော် okay နောက်တစ်ခုဘာရင်ကြည့်ကောင်းလဲဒီ KD ကပ်တင်ကြည့်အောင် the prayer the prayer ဒါလေးတော့လာတယ်ဘာလို့လဲဆိုတော့ဟိုအကူအညီတစ်ခုရှိရပေါ့နော်ပါနံပါတ်2ကအကူအညီတစ်ခုတောင်းထားပုံရတယ်အဲ့ဒါတွေကကိုယ့်ရဲ့ guidance တွေရလဲသူတို့သိရဲဆိုရက်အနေထားလေးတစ်ခုတည်းကျွန်မဒီမှာခန်းစားရတယ် okay နောက်တစ်ခုဒါလေးကြည့်အောင် mysticism that eye chakra okay နောက်တစ်ခါtwin flames yin and yang and balance union duality complement polar opposites now the bouquet positive card ဖြစ်တယ်ပေါ့နော်ဒီကလေးက gifts love happiness abundance passiveness peace ဒီမှာလဲ peaceပျော်ရွှင်ရတာတွေ abundance ဖြစ်တာတွေနောက်ပြီးတော့ peace ဖြစ်တယ်ဒီမှာလဲနှလုံးသားလေးကပေါ်ပါသွားမယ် okay နှလုံးသားလေးပေါ်ပါသွားမယ်နောက်တစ်ခုက negative ဒီကုစားလေးရတော့เนาะဒါလေးက fear insecurity danger inexperience temporary breakup quick pain okay နည်းနည်းတော့လေးလံနေဆိုတဲ့အနေအထားလေးတစ်ခုတွေ့ရတယ်เนาะလှဲပေါ်မှာလှဲရနည်းနည်းလေးပင်နေ insecurity မလုံခြုံဘူးနည်းနည်း negative တော့ဖြစ်တယ်ပေါ့နော်နည်းနည်းဒီမှာဒါပါခေါ်လဲတူခုတ်တဲ့ဟာလေအဲ့ဥစားလေးနည်း dangerous ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ် okay ဒါလေးကတော့ achievement okay အဲ့တော့က
ကလေးတွေကိုကျွန်မတစ်ချက်လောက်ပြန်ပြီးတော့စီးလိုက်ပါအောင်မယ်ပြီးပြန်လာပါမယ်ပြန်ပြောပါမယ်ဖောင်မထူးမလေးကျွန်မမြင်တာလေးကတော့လိုလေးပြောရမယ်ကိစ္စလေးတစ်ခုခုအရှုပ်ထွေးတစ်ခုခုလေးများဖြစ်နေသလားအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စူးစမ်းပြီးတော့ဖြေရှင်းဖို့စူးစမ်းနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ mysticism နည်းနည်းလေးလျှော့ဝတ်တယ်ရှုပ်ထွေးတယ်နည်းနည်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးသဘောတက်ရောက်တယ်ပေါ့နော်နောက်တစ်ခါဒီမှာ the prayer နဲ့ mysticism နဲ့ကျမဘလို့ဒီ reading တစ်ခုလုံးမှာဘာကိုခံစားရလဲဆိုတော့အဲ့ energy ကနည်းနည်းလေး strong ဖြစ်တယ်ပေါ့နော် strong ဖြစ်တဲ့အခါမှာလောလောဆယ်ဖြစ်နေတော့ ပါနံပါတ်2အတွက်ရင်ဆိုင်နေရတော့အရာတစ်ခုရှိမယ်စီးပွားရေးလူမှုရေးစသဖြင့်ပေါ့နော်ဘာညာပေါ့အဲ့လို general reading ဖြစ်တဲ့အတွက်ကြောင့်မို့တယောက်နဲ့တယောက်ခေါင်းစဉ်ကတော့ဒီမှာမဟုတ်ဘူးဒါပေမဲ့ဖြစ်နေတဲ့ energy ကိုပဲကျွန်မပြရမယ်ဆိုလို့ရှိရင်လက်ရှိဖြစ်နေတဲ့ပြဿနာအခြေအနေလေးတစ်ခုပေါ့ situation ကိုချက်ချင်းစိတ်လက်မတုတ်ပြန်စေချင်ဘူးအဲ့လိုမဟုတ်ဘဲနဲ့လက်ရှိဖြစ်နေတဲ့ situation အခြေအနေ case ကိုစောင့်ကြည့်လေ့လာစေချင်တာ observe လုပ်စေချင်တာအဲ့တော့လက်ရှိဖြစ်နေတဲ့အနေအထားကဘာမှမသိဘူး mysticism နောက်တစ်ခါဒီမှာ the prayer ဟိုနည်းနည်းလေးmysterious ဖြစ်တဲ့ energy ကိုကျွန်မ intuition အပြင်ခံစားရတယ်เนาะဒီမှာရှုပ်ထွေးနေတယ်ဆိုတော့အဲ့ရနေပြီးတော့မှသွားရမှာခါလီကြောက်ရှိရင်ဖြစ်နေတဲ့အခြေအနေတစ်ခုကိုချက်ချင်းပေါ့နော်မြင်တဲ့အတိုင်းလေးဒီတိုင်းပဲခံစားရတဲ့အတိုင်းချက်ချင်း react လုပ်ပြီးတော့တုံ့ပြန်တာထက်စားလို့ရှိရင်အခုလောလောဆယ်မှာဘာမှမသိသေးဘူးဆိုတဲ့အခြေအနေတစ်ခုရောက်နေရပေါ့နော်ဘာမှမသိသေးတဲ့အခြေအနေမှာဘာမှကိုမတုံ့ပြန်မဲနဲ့ဘာမှကိုမလုပ်ပဲနဲ့ဒီတိုင်းလေးဖြစ်နေတဲ့အခြေအနေလေးကိုစောင့်ကြည့်စေခြင်းနဲ့လေ့လာပါစောင့်ကြည့်ပါ observe လုပ်ပါပေါ့နော်အဲ့ဒါကိုတွေ့ရတယ်အဲ့ energy တစ်ခုကျွန်မစိတ်ထဲမှာတော်တော်လေး strong ဖြစ်တယ်လောလောဆယ်မှာဖြစ်နေတဲ့အခြေအနေမှာအကြောက်တရားတွေ insecurity မလုံခြုံမှုတွေပြဿနာရှိရလို့ခံစားရတာတွေအန္တရာယ်ရှိရ danger ခံစားရတာတွေကိုယ်မှရှိနေတဲ့အတွေ့အကြုံတွေကဟိုဘယ်လိုခေါ်မလဲအရင်က in experience အရင်ကတွေ့ကြုံခဲ့မှုတဲ့ຢာတွေတွေ့ကြုံနေရတဲ့အရာတွေပေါ့နော်ဒါမျိုးတွေဖြစ်နေဒါပေမဲ့အဲ့ဒါဒီကျွန်မခံစားရတာကယာယီပဲအဲ့နာကျင်မှုလောလောဆယ်မှာဖြစ်နေရမတိချာမရေရာဖြစ်နေလို့ဖြစ်နေတဲ့ကြောက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲမှာမလုံခြုံလို့ကြောက်တာပဲဖြစ်ဖြစ်အဲ့လိုဖြစ်နေတဲ့အခြေအနေမှာအဲ့ဒါကိုကြော်သွားနိုင်လိမ့်မယ်လို့တွေ့ရတယ်နောက်ပိုင်းကျလို့ရှိရင်ကိုယ့်ရဲ့စိတ်နှလုံးကဘယ်လိုခေါ်မလဲဆိုတော့ positive ဘက်ကိုပြန်ရောက်လာမယ်ပေါ့နော်ငြိမ်းချမ်းခြင်းနောက်ပြီးတော့စိတ်နှလုံးပေါ့ပါသွားခြင်းအဲ့လိုဖြစ်တယ်လောလောဆယ်မှာကျွန်မတွေ့ရတာကတော့ဒီနာကျင်မှုဒီလို့ဘာမှမသိဘူးဆိုတော့ဖြစ်နေတယ်ရှုပ်ထွေးနေတဲ့ကာလမှာအခြေအနေမှာငြိမ်လေးနေပြီးတော့စောင့်ကြည့်လေးလာပါအဲ့ဒီနာကျင်မှုဒီမြန်ပါလိမ့်မယ်ဟို temporary ပဲပေါ့နော်နာကျင်မှုကခဏပဲ quick pain ပေါ့နော်အဲ့ဒါလေးကိုတွေ့ရတယ်ဆိုတဲ့အခါမှာအဲ့လက်ရှိဖြစ်နေတဲ့ကာလလေးမှာပဲ yin and yang ကိုယ့်ရဲ့တစ်ဖက်မှာကြောက်တဲ့စိတ်တွေမလုံခြုံမှုတွေနောက်တစ်ဖက်ကကြတော့ရအောင်ပျော်ရွှင်အောင်စိတ်နှလုံးပေါ့ပါအောင်ငြိမ်းချမ်းအောင်နေတဲ့စိတ်ပေါ့အဲ့နှစ်ခုကိုဟန်ချက်ညီအောင်ထိမ့်ပေးပါအဲ့တော့ဒီအရှိတရားနှစ်ခုပေါ့ပျော်ရွှင်ခြင်းရှိမယ်ငြိမ်းချမ်းခြင်းရှိမယ်မငြိမ်းချမ်းခြင်းရှိမယ်အဲ့နှစ်ခုရဲ့ရှိခြင်းတရားကိုပဲဒီ duality ပေါ့နှစ်ဖက်ရှိနေတာကိုပဲပေါင်းစည်းပြီးတော့ဘယ်လိုမျိုးကိုက balance လုပ်ရမလဲဆိုတဲ့ဟာကိုတွေးသင့်တယ်ပေါ့နော်အဲ့တော့ဆူတောင်းစရာရှိရလဲဆူတောင်းပါလက်ရှိအနေထားမှာဘာမှမလုပ်သေးပဲနဲ့မသိရသေးတဲ့အရာတွေမမြင်ရသေးတဲ့အရာတွေခဏလေးလိလာသုံးသပ်စီခြင်းသေးရပေါ့နော် achievement ကတော့ရှိတယ် Sun in Capricorn with achievement ဆိုတော့ဒီမှာလဲပါ energy ရှိလဲဆိုတော့ဒီ building ကြီးကနေချင်းညာချင်းဘွားဆိုဖြစ်လာတာမဟုတ်စိတ်ရှိရ slow and steady ပေါ့ဒီကပ်ရဲ့ energy မှာလဲဒီနှိမ့်ကွေးခြင်း slow ဖြစ်ခြင်း steady ဖြစ်ခြင်းကြန့်ခိုင်ခြင်းတွေပါတယ်အဲ့တော့လက်ရှိပါတွေ parliament 2ရွေးနေတဲ့သူတွေအတွက်ဘယ်လိုတွေရင်ဆိုင်နေရလဲတော့မသိဘူးတယောက်ချင်းစီလဲတူမှာမဟုတ်ဘူးသို့ပေမဲ့ energy အပြည့်ကျွန်မမြင်တဲ့အမြင်ကတော့ဒီလက်ရှိဖြစ်နေတဲ့အခြေအနေကိုလေ့လာပါစောင့်ကြည့်ပါတိတ်လေးပေါ့ quiet ဖြစ်နေအဲ့လိုလေးနေပေးပါလို့ကျွန်မပြောချင်တယ်အဲ့တော့ဒီဟာကိုဒီ Panama 2ကိုရွေးထားတဲ့သူတွေအတွက်လက်ရှိဖြစ်နေတဲ့ကျွန်မဒီ tarot deck ကို deck နှစ်ခုသုံးမယ်ပေါ့နော်ပထမတစ်လိုက်ရတော့လက်ရှိဖြစ်နေတဲ့ဟာလေးသုံးမယ်ပြီး result ကိုဒီမှာကြည့်ပေးမယ်ဆိုတော့ result ကဒီမှာတစ်ခုကပေါ်လာတယ်ဆိုတော့ကျွန်မဒါလေးတော့ယူထားလိုက်မယ်ပေါ့နော် okay အဲ့တော့ဒီ Panama 2ကိုရွေးချက်ထားတဲ့သူတွေအတွက်လက်တလုံးမှာဘယ်လိုမျိုးပေါ့နော်ကိုစူးစမ်းနေတဲ့အရာတွေကိုကြော်လုံးဖို့စူးစမ်းနေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လက်တလုံးမှာဘာတွေဖြစ်နေလဲကြည့်အောင်The hangman ရဲ့ reverse ပြောင်းပြန်
Queen of Pentacles The High Priestess မှာတွေ့လားမသိချင်းနေ unknown နေ secret တွေအများများနေ High Priestess ကလည်း secret တွေပဲ The Lovers King of Wands အဲ့တော့ကြည့်အောင်အဲ့တော့ Pile number 2အနေနဲ့ လက်တလုံးမှာဖြစ်နေတဲ့ situation ကိုကျွန်မအရင်ဆုံးကြည့်ပြီးမယ်ကြည့်ရတဲ့အခါမှာ The Hangman မှာ reverse ဒီ The Hangman အတက်မှာကလောကကြီးကိုပုံမှန်ကြည့်နေကြအမြင်ကိုပြောင်းပြန်ကြည့်လိုက်ကြအပြင်အတွေ့အမြင်သစ်တွေရလာတာမျိုးဒီမှာကျတော့ကိုကပြောင်းပြန်ကြည့်နေတော့လဲပဲဟိုလက်ရှိနေရာမှာ stuck ဖြစ်နေတယ်လုံးဝ stuck ဖြစ်နေတယ်အကျဉ်းတဲ့အကျက်ထဲရောက်တစ်ခုကိုချင်းဒီတစ်ခုကိုရောက်နေလို့တွေ့ရတယ်အဲ့အကျဉ်းတဲ့အကျက်တွေကဘာလဲဆိုတော့ကိုမသိရလို့ဒီမှာတွေ့နေရတဲ့ energy ကအခြေအနေတစ်ခုကိုဂကနနမသိရလို့ဖြစ်စီဘာဖြစ်မှန်မှန်မသိချာမရရရှုပ်ထွေးနေနေတဲ့ကိစ္စတစ်ခုကြောင့်တစ်ခုခုကြောင့်မို့လို့ပေါ့နော်လက်ရှိနေရာမှာနည်းနည်းအကျက်တဲဖြစ်နေတာတက်နေတာပေါ့အဲ့လိုပုံစံမျိုးတွေ့ရတယ်နော်ဒီမှာ The High Priestess ကလည်းဘာလဲဆိုတော့နည်းနည်းချင်းလျှို့ဝှက်ခြင်းမတိခြင်းဖုံးကွယ်ထားခြင်းเนาะ mysticism ဒီနှစ်ခုက energy က same energy အတူတူပဲဒီဟာဒီ parliament 2မှာရန် strong ဖြစ်တယ်အဲ့ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေကြီးမှာဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုမသိဘူးပေါ့ဒီမှာအားနည်းချက်ဖြစ်နေတယ်ဘာအားနည်းချက်လဲဆိုတော့ lovers မှာကိုဘယ်လိုရွေးချယ်ရမလဲဒီလှုပ်ဝက်ချက်ကြားတွေကနေကိုဘယ်လိုရှေ့ဆက်သွားမလဲကိုဘယ်လိုရွေးချယ်ရမလဲဆိုတဲ့နေရာမှာခက်ခဲမှုလေးတွေရောလက်တလုံးမှာရှိနေတယ် Queen of Pentacles မှာလည်းကိုဘယ်လိုခံစားနေရလဲဆိုတော့ကိုစူးစမ်းသမျှအရာတွေကနည်းနည်းလေး Queen of Pentacles ကပြောင်းပြန်ဒါကတော့အတက်ဒါကတော့ပြောင်းပြန်လက်ရှိနေထားကိုကကန်တော့ကောင်းတယ်ကွာသိလားကန်တော့ကောင်းတယ်သို့ပေမဲ့အဲ့ဒီကန်ကအဲ့ကန်ကောင်းမှုတွေကတဖြည်းဖြည်းလေးနဲ့ faded ဖြစ်သွားမယ်ပျောက်ကွယ်သွားမယ်လို့ခံစားနေရတယ်ဒါမှမဟုတ်လည်းရုတ်တရက်ပြီးဆုံးသွားနိုင်တယ်အဲ့လိုမျိုး energy မျိုးကိုခံစားရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာနဲ့တင်ကိုလက်ရှိအခြေအနေမှာရက်နေတယ် stuck ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲအချင်းနဲ့ချက်တွေရောက်နေတယ်ပေါ့နော်ရှေ့ဆက်ပြီးတော့လည်းနည်းနည်းmysterious ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စကဘယ်လိုရွေးချယ်မှုတွေဆက်လုပ်ရမယ်မသိဘူးဆိုတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ King of Wands အတက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပြဿနာတွေကိုဒီနမိတ်အရာကိုတီဥဆောင်ဥရွက်နဲ့တည်တည်ချာချာလေးစူးစမ်းလို့ရနိုင်သွားမယ်ဆိုတဲ့လက္ခဏာလေးကိုတွေ့ရတယ်ပေါ့နော်ဒါလက်ရှိ Parliament 2ဖြစ်နေတဲ့အခြေအနေကိုကျွန်မတစ်ချက်သုံးသပ်ကြည့်တာအဲ့တော့ကြည့်ရအောင်ဒီမှာကတ်တကတ်တော့ရောက်လာပြီ Parliament 2ကိုရွေးချယ်ထားတဲ့သူတွေအတွက်မျှော်မှန်းထားတဲ့ result ဒီဘယ်လိုပုံစံမျိုးအနေနဲ့ဖြစ်လာမလဲဘယ်လို result တွေရောဖြစ်လာမလဲကြည့်ကြည့်ရအောင်เนาะအဲ့တော့ဒါလေးရင်ကြည့်ရအောင် Page of Swords The Devil old school okay The Devil King of Pentacles Ten of Cupsဒီတက်လေးကတော့ကျွန်မတစ်ခါမှမသုံးဘူးသေးတော့ဒါပထမဆုံးပဲဒီချာလေးကြည့်နေရတယ် Page of Wands ဘယ်လို result မျိုးဖြစ်လာမလဲကျွန်မကြည့်ကြည့်အောင်ခဏလေးနော်ဘယ်လို result တွေကိုဘယ်လိုပုံစံမျိုးနဲ့ရလာမလဲအဲ့တော့ဒီအခြေအနေကလေကျွန်မအရင် original idea ဝက်ပြန်သွားမယ်ဆိုရင် Parliament 2ရွေးထားတဲ့ဒီ file က mysterious ဖြစ်တယ်เนาะပြောပြီးသွားပြီဘာမှမသိဖြစ်နေတဲ့အခြေအနေမှာအကျက်တဲတစ်ခုရင်ဆိုင်နေရတယ်เนาะဒါအကျက်မြင်ပြောရပြီဆိုတော့အဲ့ဒီအခြေအနေမှာ toxic ဖြစ်သောအရာတွေနည်းနည်း dark side ဖြစ်တဲ့အရာတွေရှိတယ်အဲ့တော့ဒီဟာကိုလိုချင်တဲ့ result ကိုဘယ်လိုရအောင်လုပ်မလဲဆိုတော့အဲ့ဒီဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့ကိုရောနောက်ပြီးတော့လက်ရှိအခြေအနေမှာဖြစ်နေတဲ့ dark side မှာရှိနေတဲ့အရာတွေရောကိုက detach လုပ်လိုက်ပါเนาะ detach လုပ်ခြင်းအပြင်မဆွဲလန်းခြင်းအပြင်အခြေအနေကိုသုံးသပ်ရမယ်ပေါ့နော်သုံးသပ်တဲ့အခါမှာ
ဒီ game ထဲမှာကိုကဝင်ပြီးတော့ကွာဝင်စော့နေဆိုပြီးကိုက player one of the player ပဲဖြစ်သွားတယ်ကိုကဒီ game မှာစော့နေတဲ့သူအနေနဲ့ပဲတိုးတယောက်နေဖြစ်တာဒါပေမဲ့ဒီ game ရဲ့တစ်ခုလုံးကိုခြုံငုံပြီးတုံးတက်ပြီးတော့ငြိမ်ငြိမ်လေးပေါ့ silent ဖြစ်နေငြိမ်ငြိမ်လေးတိတ်တိတ်ကလေးလေ့လာကြည့်လိုက်တဲ့အခါမှာဘယ်နေရာလေးကအားနေနေလဲဘယ်နေရာလေးမှာဘလို့ဖြစ်နေလဲဘယ်နေရာတော့ dark side ဖြစ်တယ်ဘယ်ဟာတွေကိုကိုက detach လုပ်ရမလဲဆိုတော့တိတိလေးအစမြင်သွားလိမ့်မယ်လို့ကျွန်မဒီမှာတွေ့ရတယ် picture source မှာဒါပါလဲဆိုတော့attention to detail ပေါ့တိတိလေးတွေကိုအသေးစိတ်ဖြစ်တဲ့အရာလေးတွေကိုသတိထားပြီးတာအဲ့တော့ဒီဥစ္စာကလည်း observation ပဲเนาะသတိထားတာလေ့လာတာပဲအခုဒီမှာလည်း observation ပဲသတိထားတာပဲလေ့လာတာပဲဆိုတော့ဒီအခြေအနေတစ်ခုကိုသတိထားမယ်လေ့လာမယ်ဖြည်းဖြည်းလေးနဲ့ကွာမမှန်လေးနဲ့စောင့်ကြည့်လေ့လာမယ်ဆိုလို့ရှိရင်လေ့လာဖို့ကလည်းရှိနေတဲ့ toxic တွေကိုကဖြစ်နေတဲ့ပြဿနာတွေကိုကအဲ့ EP ကနေထွက်ပြီးတော့မှကြည့်တော့မှပဲကိုဘယ်လိုမျိုး decision ချရမလဲဆိုတာကိုပုံပေါ်သွားပါလိမ့်မယ် King of Pentacles ကဒီမှာပါတွေ့ရတယ်ဆိုတော့ decision making လုပ်တဲ့အခါမှာဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချနိုင်တယ် King of Pentacles ကဘယ်လိုရှေ့ဆက်သွားရမလဲဘာတွေကိုလုပ်တဲ့လဲဆိုတဲ့ဟာဘယင်ကြီးတစ်ပါးလိုမျိုးဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာဖာနံပါတ်2ကချနိုင်လိမ့်မယ်အဲ့တော့ result ကောင်းပြီကိုလိုချင်တဲ့ရလာဖို့အတွက် result ကောင်းပြီထွက်လာဖို့အတွက်ဖြစ်လာဖို့အတွက်ကိစ္စ mysterious ဖြစ်နေတော့လျှို့ဝှက်နေနေတော့ကိစ္စကိုကိုကလုပ်ပေးပါအဖြေရှာတဲ့နေရာမှာတိတ်တိတ်လေးတော့အစားပဲနေရမယ်ဘာမှမသိတဲ့ဟာလေးကကိုအတွက်တက်တောင့်တတာတော့ဖြစ်မှာမဟုတ်ဘူးသို့ပေမဲ့လည်းအဲ့လိုငြိမ်ငြိမ်လေးနေပြီးတော့အခြေအနေတစ်ခုကနေပြီးတော့ကိုဆွဲထုတ်ပြီးတော့လေးလာသုံးသက်ခြင်းအပြင်ကောင်းမွန်တဲ့ decision making ချနိုင်နိုင်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီဖြစ်နေတဲ့ adventure ကြီးကလေးဘယ်လိုဖြစ်သွားမလဲဆိုတော့ 10 of cups လုံးဝပြီးဆုံးသွားလိမ့်မယ်ကိုအတွက် harmony ဖြစ်တော့ဒါကြောင့်မလို့ဒီစကလေးက the dragonfly မှာဟိုစိတ်နှလုံးတွေပေါ့ပါသွားမယ်လက်ရှိဖြစ်နေတာကိုလည်းကိုက adapt လုပ်နိုင်သွားမယ်ဖြစ်နေတဲ့ situation မှာလည်းကိုကမြင်နိုင်သွားမယ်ပေါ့နော်အဲ့တော့ကိုဒီနောက်ဆုံးမှာဟို light hearted ဖြစ်သွားမယ်နော် light and heal နောက်ဆုံးကိုလည်းကုစားနိုင်သွားမယ်စိတ်အေးသွားမယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာကိုအတွက်လှုပ်เสียရှိတဲ့ plan တွေဆက်ပြီးတော့လုပ်နိုင်လိမ့်မယ်လို့တွေ့ရပါတယ်ဒါကတော့ result ကိုဘယ်လိုသွားရင်ဘယ်လို result ရမယ်ဆိုတာကိုဒီမှာတခါတည်းပြောပြပြီးသားဖြစ်ပါတယ်အဲ့လိုရဖို့အတွက်ကကြာပထမဆုံးလုပ်ရမှာကဒီပြဿနာတွေမသိချင်းတွေမမြင်ချင်းတွေကိုဒီတိုင်းလေးပဲထားမယ်စောင့်ကြည့်မယ်လေ့လာမယ်ပြီးရင်ကို balance လုပ်နိုင်ဖို့အတွက် toxic ဖြစ်နေတော့အရာတွေအဲ့ရနေပြီးတော့မှ detach ကိုစွန့်ခွာပြီးတော့နေလိုက်ပါဟိုအဲ့ကိစ္စကြီးမှာကိုဒီတွက်ရက်ကြီးမမြင်တော့ဘဲနဲ့နည်းနည်းလေးခွာပြီးတော့ပေါ့နော်အဝေးကနေကြည့်လိုက်တဲ့သဘောမျိုးပေါ့အဲ့ခါကျလို့ရှိရင်ဘေးယာတွေကကောင်းတဲ့ဘေးယာတွေကဟိုမတူညီတော့ပေါ့နော်နှစ်ဖက်ကိုမြင်သွားတဲ့အခါမှာဘယ်လို decision တွေဘယ်လိုဆုံးဖြတ်ချက်တွေချရဲဆိုတာကိုအဲ့ပေါ်မှာမူတည်ပြီးတော့ချနိုင်တဲ့ပေါ်မှာမူတည်ပြီးတော့ဟို result တွေကကွာသွားလိမ့်မယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်အဲ့တော့ part number 2ကတော့ဒါကြောင့်မလို့ King of Wands မှာလည်းကိုဒီပိုင်နိုင်ကိုယ့်ရဲ့လှုပ်ရှားမှုတွေကိုယ့်ရဲ့ရည်မှန်းချက်အတိုင်းလုပ်နိုင်သွားမယ်လို့ကျွန်မတွေ့ရတယ်ဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်မယ်လို့တွေ့ရတယ်ရွေးချယ်မှုမကောင်းတဲ့နေရာနေကောင်းသွားမယ်ပေါ့နော်အဲ့ဒါကိုကျွန်မတွေ့ရတယ်ဆိုတော့ part number 2အနေနဲ့နောက်ဆုံးအနေနဲ့ guidance လေးကျွန်မကြည့်ပေးပါတယ်ဘာတွေ guidance လေးတွေထပ်လို့တလဲရလက်ကောင်းရလာဖို့အတွက် 7 of wands the high ground နောက်တစ်ခါ 5 of cups spilled drink okay အဲ့တော့ဒီမှာလေဘာ guidance ရှိလဲဆိုတော့ part number 2အတွက်ကကိုလက်လွတ်လိုက်ရတဲ့အရာလက်လွတ်တဲ့အရာတွေကိုလက်လွတ်လိုက်ပါ see again ဒီမှာထပ်ပါလာပြီအဲ့တော့ဒီဖြစ်နေတဲ့ကိစ္စ part number 2အတွက်ဖြစ်နေတဲ့ကိစ္စမှာကို detach လုပ်ဖို့လိုတယ်ဆိုတာပါလဲဆိုတော့ drop it เนาะလွှတ်ချတဲ့ဟာကိုလွှတ်ချပလိုက်လွှတ်ချပြီးသားမှောက်သွားခဲ့တဲ့အရာတွေမှောက်သွားခဲ့တဲ့ drinks တွေရေခွက်တွေကိုအဲ့ပေါ်မှာဝန်းနေခြင်းပူဆွေးခြင်းမဖြစ်တော့ဘဲနဲ့အဲ့ဒီကနေပြီးတော့မှကိုစွန့်ခွာလိုက်ပါ detach လုပ်လိုက်ပါဒီမှာကြံနေသေးတော့နှစ်ခွက်ရှိသေးရပေါ့နော်အဲ့တော့ကိုယ့်အတွက်ကြံနေသေးတော့အရာကိုပဲ focus လုပ်ပေးပါအဲ့တော့လက်ရှိဖြစ်နေတဲ့အရာတွေကိုအဲ့ symbol မှာကိုကပြန်ပြီးတော့ရှိပါလိမ့်မယ် you are on the higher ground ဒီအတိုက်ခိုက်တွေနောက်ပြီးတော့ဒီကိုရှိမှာပေါ်လာတဲ့challenge တွေเนาะအဲ့ရဲ့အပေါ်မှာကိုကရှိနေတဲ့အကောင်ကလည်းကြီးတယ် part number 2ကပို့ပြီးတော့လည်းကြီးမားတယ်ပြီးတော့အပေါ်မြေပေါ်မှာလည်းရောက်နေတယ်အပေါ်မှာရောက်နေတယ်ပေါ့နော်ဆိုတော့အပေါ်မှာရောက်နေပါတယ်မပူပါနဲ့အဲ့တော့အဓိကကဘာလဲပဲဆိုတော့ကိုယ့်ရဲ့စိတ်နှလုံးသားလေးကိုပြန်ပြီးတော့ပျော်ရွှင်လာဖို့အတွက် abundance တွေပြန်လဲဖြစ်လာဖို့အတွက်ငြိမ်းချမ်းရေးရဖို့အတွက်အဓိကထားခြင်းဖြစ်ပါတယ်ငြိမ်းချမ်းရေးရဖို့အတွက်ကအဓိကဆွန့်လွတ်တဲ့နာတွေကိုဆွန့်လွတ်ပြီးသားဖြစ်နေတဲ့အရာတွေဆွန့်လွတ်ရမယ်ဆိုတဲ့အရာတွေကိုအမှန်တကယ် detach လုပ်လိုက်ပါဆွဲလန်းနေတာတွေเนาะအဲ့ဒါဆိုလို့ရှိရင်အသေးစိတ်ကိုဘယ်လိုလှုပ်ရှားရမလဲ decision ဘယ်လိုချရမလဲဆိုတာကိုမြင်လာပါလိမ့်မယ်သိလာပါလိမ့်မယ်နောက်ဆုံးမှာနှလုံးသားတွေလည်းပေါ်ပါသွားမှာဖြစ်ပါတယ်ကဲဒါကတော့ part number 2ကိုကြည့်ပြီးတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်
reading လေးပဲဖြစ်ပါတယ်ဆိုတော့ကိုလက်ရှိမှာစူးစမ်းနေတော့ယာဒီဘယ်လိုမျိုးရလက်ပုံစံမျိုးဖြစ်လာမလဲဆိုတဲ့အရာလေးဖြစ်ပါတယ် okay ဒါကတော့အခုလက်ရှိ reading လေးကြည့်ရတာအဆင်ပြေလိမ့်မယ်ကိုနဲ့ကိုက်ညီနှစ်သက်နေမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် reading မှာလည်းတွေ့ဖို့ကျွန်မမျှော်လင့်ပါတယ် bye မင်္ဂလာပါ pile number 3 pile number 3မှာကြိုဆိုပါရစေ pile number 3ကိုရွေးထားတဲ့ဒီ significator card လေးကတော့ဒီ the sun ဆိုတဲ့ card လေးဖြစ်ပါတယ်နော်အဲ့တော့pile number 3ရွေးထားတဲ့သူတွေအတွက်ဒီနေ့ reading ဖတ်ပေးမယ်ခေါင်းစဉ်လေးကဘာလဲဆိုတော့လက်ရှိ pile number 3မှာစူးစမ်းနေရရှိမယ်ဖြည့်ရှင်းနေတဲ့ကိစ္စရှိမယ်ပန်းတိုင်းအတွက်သွားနေတာတွေရှိမယ်ဆိုတော့ကိုလက်ရှိအားထုတ်နေတဲ့အရာတွေအတွက်ရလက်ဒီဘယ်လိုရလက်ဖြစ်လာမလဲအဲ့ဒီရလက်ကိုရလာအောင်ဘယ်လိုသွားရင်အဲ့ရလက်တိုင်းဖြစ်လာမလဲအခက်အခဲရှိရဆိုလို့ရှိရင်အဲ့ဒီအခက်အခဲဘယ်လိုကျော်သွားရမလဲပေါ့နော်အဲ့ဒါလေးကိုကြည့်ပြီးမှဖြစ်ပါတယ်ဘယ်လို result များရမလဲပေါ့နော်အဲ့တော့ဒါကတော့ pile number 3ကျမတို့ဒီ oracle card လေးနဲ့အရင်ဆုံးကြည့်ရအောင် pile number 3ကိုရွေးထားတဲ့သူတွေအတွက်လက်ရှိအားထုတ်နေတဲ့စူးစမ်းနေတဲ့ပုံမှာဘယ်လိုမျိုးရလက်တွေရလာမလဲ oh my god 3 cards okay pile number 3ရွေးထားတဲ့သူတွေအတွက်လက်ရှိအားထုတ်နေတဲ့ပုံမှာဘယ်လို result ဖြစ်လာမလဲthis one okay now so this one Teach cool also was I okay Sajia picture looking at pictures missing you okay not a cool poker face taking a chance risks and options not showing hand gambling okay တော်တော်လေးတော့စိတ်ဝင်စားစရာလေးနောက်တစ်ခါ coughing new beginnings အသစ်တွေဖြစ်လာမယ်အဟောင်းတွေပြီးသွားပြီးအသစ်ဖြစ်လာမယ် liberation reborn ပြန်လည်မွေးဖွားခြင်း and transition tragic endings အဲ့တော့ပြီးတဲ့နေရာတွေကတော့ပြီးသွားမယ်ပေါ့အဲ့ဒီသဘောမျိုးပြန်ပြီးတော့ပြီးသွားရင်လည်းပြန်စတင်မဲ့ပုံလေးရှိတယ်အဲ့တော့ the gas စီတော့ထွက်လာပြီဘာလေးလဲတော့မသိဒါလေးရင်ကြည့်ရအောင် the dead end oh တိုက်ဆိုင်တာလားဒီမှာလည်းပြီးသွားတယ်အဲ့တော့ပြီးသွားတယ်ဆိုတဲ့ဟာမှာ is a confirmation နောက် confirm လုပ်လိုက်တယ်လို့ပဲ the self the self ကိုပြန်ပြီးတော့ကြည့်ရမျိုးနောက်တစ်ခါနောက်ဆုံးတစ်ခု the tear ညီစလေးနဲ့ပါနမထရီအစိတ်ဝင်စားကြရပြီနော်3ကတ်စီရရှိတယ်နောက်တစ်ခါဒီကကြည့်ရအောင် the renewal oh my god ပြီးဆုံးမယ်အသစ်ဖြစ်မယ် okay ဒီမှာထားလိုက်မယ်နောက်တစ်ခါဒီတစ်ခု crossroads yeah of course a decision choices doubt traveling အဲ့တော့ဒီမှာလေ decision ချဖို့အတွက်ဘယ်လမ်းရွေးရမှမသိအဲ့တော့ဒီ sign board တွေမှာလဲနော်ဟိုဘယ်ဟိုဘာညာဆိုပြီးတော့လဲလမ်းဘယ်လိုခေါ်မလဲလမ်းမညော်ထားဘူးလမ်းဆိုပြီးတော့မရေးထားဘူးဘယ်ကိုသွားရင်ဘယ်ကိုရောက်တယ်ပေါ့ဘယ်လိုဖြစ်တယ်အဲ့လိုမျိုးတွေလည်းမရေးထားဘူးเนาะစိတ်ဝင်စားစရာအရင်ကောင်းတယ်နောက်တစ်ခါmanipulation okay ကျွန်မလေးလာကြည့်ပြီးတော့သုံးသက်ကြည့်ပြီးတော့ကျွန်မပြန်ပြောပြပါမယ်ဒီ pile number 3ကလေအရန်ကိုရှင်းတယ်အခုဒီမှာကနဦးပေါ်လာတဲ့ဒီ card လေးတွေ oracle နဲ့တွေကြည့်ရတယ်အရန်ရှင်းတယ်တေချာပေါက်ကိုပေါ့နော်အပြည့်အဝကိုအသစ်ဖြစ်လာမဲ့ pile number 3ကအသစ်ဖြစ်လာမဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီအထူးသဖြင့်လမ်းဆောင်လမ်းကွာကိုရောက်နေပြီလို့ကျွန်မတွေ့ရတယ်အဲ့လိုမျိုးအသစ် renewal ဖြစ်လာဖို့အတွက် new me ဖြစ်လို့ဖို့အတွက် the self ပေါ့နော် new self တခုဖြစ်ဖို့အတွက်ကတချို့သောအရာတွေအဟောင်းတွေကိုအပြီးသိမ့်ပေးရတယ်ဇက်သိမ့်ပေးရတယ်နော်ကိုယ့်ရဲ့အထူးသဖြင့်ကိုယ့်ရဲ့အယူဆအဟောင်းတွေကိုယ့်ရဲ့အရင်တော့ကိစ္စတွေပေါ့နော်
အဲ့ဒါတွေကိုလွှတ်ချပြီးတဲ့နောက်လွှတ်ချပေးရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီမှာကြည့်ပါဦးဒီမှာလဲတကယ်ကို colorful ဖြစ်တဲ့ဟိုလုံးဝ bright ဖြစ်တဲ့ဟာ heart chakra ကနေသွားနေတာပေါ့နော်အဲ့ဒါလေးတွေ့ရတယ်နောက်တစ်ခါလဲဒီမှာအဲ့ဒီကနေပြီးတော့ renewal အသစ်ဖြစ်လာမယ့်အရာတွေကလည်းဒီမှာခေါင်းကနေပြီးတော့မှလုံးဝအသစ်ပြန်လဲပြီးတော့လုံးဝ enlightenment လို့ပုံစံမျိုးတွေဉာဏ်တွေပွင့်သွားတာတွေနော် ray အသစ်တွေအဲ့ဒါမျိုးတွေတွေ့ရတယ်တကယ်ကို fresh ဖြစ်တော့အချိန်ကာလတစ်ခုကိုရောက်နေပြီ part number 3ရလေအဲ့တော့အဲ့လိုမျိုးရောက်ဖို့အတွက်အချိန်ကတန်နေပြီဒါပေမဲ့လမ်းကိုတည်တည်ချာချာလေးရွေးချယ်ဖို့လိုတယ် crossroad ပေါ့လမ်းစုံလမ်းကွာကိုတော့ရောက်နေပြီဘယ်လိုလမ်းစုံလမ်းကွာလေးဆိုတာကြည့်ရအောင်ဆိုတော့အဲ့ဒီလိုမျိုးပို့ပြီးတော့မြင့်မားသွားတဲ့လူတယောက်ပုံစံအသွင်ပြောင်းသွားဖို့အတွက်မြင့်မားသွားတဲ့ဘဝတစ်ခုကိုရလာဖို့အတွက်ဒီ part number 3ကလေအရန်ကိုကျွန်မမျက်လုံးထဲမှာကျွန်မအာယုံထဲမှာပေါ့yes spiritual အရန်ဖြစ်တယ်ကိုယ့်ရဲ့ဒီ self ကိုလည်းတော်တော်လေးဂရုစိုက်တယ် self work တွေလည်းတော်တော်လေးလုပ်တယ်ကိုယ့်ကိုပြုပြင်ထိန်းသိမ်းတာတွေလုပ်တယ်အဲ့တော့အဲ့လိုမျိုးအသစ်ဖြစ်လာဖို့အတွက်ဘယ်လိုလမ်းစုံလမ်းကွာရောက်နေလဲဘယ်လိုရွေးချယ်မှုလဲဆိုတာဒီမှာဘယ်သွားရမယ်ဆိုတာမပြထားအောင်เนาะအဲ့တော့ကိုယ့်ရဲ့ decision ပေါ်မှာမူတည်နေတယ်ကိုဒီလက်ရှိ timeline old timeline မှာပဲကြံနေခဲ့မလား new timeline ကိုသွားမလားဆိုတာ it's your decision choices เนาะအဲ့တော့ဒီမှာတော့တစ်ခါလေကြောက်လို့ရှိရင် doubt လေးတွေကတော့ဝင်နေတတ်တယ်ဘယ်သွားမလဲဒီတိုင်းမဆက်နေရမလားဒီထက်ပိုပြီးမြင့်မားသွားတဲ့ဟာကိုနည်းနည်းလေး ready မဖြစ်သေးတဲ့ပုံစံမျိုးလေးကိုကျွန်မခန်းစားရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အဓိကအဖြစ်ကတော့အဟောင်းတွေကိုမလွတ်ချနိုင်သေးတာ pictures ဒီမှာကြည့်လိုက် look at pictures ဆိုဓာတ်ပုံလေးတွေကအဟောင်းလေးတွေပေါ့ကျွန်မဘာမြင်ရလဲဆိုတော့ကိုယ့်ရဲ့လွန်ခဲ့သောမှတ်ဉာဏ်ဟောင်းကအရာလေးတွေအတွေးဟောင်းလေးတွေအတိတ်ကဖြစ်ခဲ့တဲ့အရာလေးတွေအကြောင်းအရာလေးတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အရင်ပုံစံပေါ့နော်အဲ့လိုအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့မလွတ်ချနိုင်သေးဘူးဆိုလို့ရှိရင်လွတ်ချဖို့အချိန်က part number 3အတွက်ကအချိန်တန်နေပြီအပြောင်းလဲဖြစ်ဖို့အတွက်အချိန်တန်နေပြီလို့ကျွန်မကဒီမှာလုံးဝကိုခံစားရတယ်လုံးဝကိုမြင်နေရတယ်ပေါ့နော်အဲ့လိုမလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းလွတ်ချပေးဖို့အချိန်တန်ပြီဘာလို့လဲဆိုတော့ဒီမှာကြည့်လိုက် the tear အဲ့လိုလွတ်ချလိုက်တဲ့အခါကျလို့ရှိရင်ကျမလေဒီမှာပါခံစားရလဲဆိုတော့ဒီနှကောက်ကြည့်လိုက်ပလဲမျက်ရည်ပေါ့နော်အဲ့လိုမျိုးမျက်ရည်ကျသလိုမျိုးတခါလေကျမတို့ရှင် ego တွေကိုကျမတို့ကလွတ်ချပေးလိုက်တဲ့အခါမျိုးမှာမျက်ရည်ကျတတ်တယ်ဥပမာကျမဘာနဲ့ဥပမာပြီးရင်ကောင်းမလဲစဉ်းစားနေတာဥပမာကျမတို့တရားရသွားတယ်ထားပါတော့ဒါမှမဟုတ်လို့ရှိရင်တခုခုအမှန်တရားတခုကိုမြင်သွားတယ်ပဲထားပါတော့တန်ဝေကရသွားတာပေါ့နော်တန်ဝေကမျက်ရည်ကျရဲဆိုတာလည်းရှိတယ်လေကျွန်တော်တို့တခုတွေ့ရတဲ့အခါမှာမြင်လိုက်ရတဲ့အခါမှာအော်ဆိုပြီးတော့ဝမ်းသာဝမ်းနေအဲ့လိုမျိုးတန်ဝေကမျက်ရည်လေးလည်းကျတတ်တယ်အဲ့တော့ကိုယ့်ရဲ့အရင်ပုံစံဟောင်းလေးတွေကိုကိုယ်ဆွန့်လွတ်လိုက်ရတဲ့အခါမျိုးမှာဖြစ်စေကိုမြင်လိုက်ရတဲ့အခါမျိုးမှာဖြစ်စေကိုဒါပြီးဆုံးရတော့မယ်ဆိုတဲ့အချိန်ကာလမှာတခုခုမှဖြစ်စေအဲ့ဒီအချိန်မှာဖြစ်လာတဲ့ကျမတို့ရဲ့အတ္တတွေ ego တွေကိုကျမတို့လွှတ်ချပေးလိုက်မယ်ဆိုတဲ့အချိန်မှာမျက်ရည်ဆိုတာကျတတ်တယ်ပေါ့နော်အဲ့တော့အဲ့မျက်ရည်ကတကယ်တော့ powerful ဖြစ်တယ်အဲ့မျက်ရည်ကျရဲဆိုတာအားနည်းလို့ကျတာမဟုတ်ဘဲနဲ့ကျမတို့ကမျက်လုံးလေးတွေ့လာအမှန်တရားကိုမြင်သွားဖို့တကယ်ကိုယ့်ရဲ့အလင်းတန်းနှလုံးသားတွေကလာတဲ့အလင်းတန်းပွင့်သွားလို့ကျတဲ့မျက်ရည်ဖြစ်တယ်ဆိုတာကိုကျမပြမရေးရေးပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတစ်ဆက်တည်းမှာပဲအဲ့လိုမျိုးအလင်းတန်းတစ်ခုပွင့်သွားတာနဲ့အမျှတချို့ရှုပ်ထွေးနေသောကိစ္စတွေက dead end ပြီးသွားလိမ့်မယ်လုံးဝ whole stop လုံးဝအဲ့ဒီအရှုပ်အထွေးသဘူးဦးเนาะမကောင်းသောအတွေးတွေစသဖြင့်ပေါ့เนาะ spiritual လုပ်နေရဆိုလို့ရှိရင်လည်းလုပ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အရှုပ်အထွေးတွေစိတ်အရှုပ်အထွေးတွေကမြင်သွားလိမ့်မယ်ကိုယ့်ရဲ့ dark side တွေမြင်သွားမယ်အဲ့ဒါတွေကိုမြင်ပြီးတော့မျက်ရည်ကျပြီးတော့ကိုယ်ဒီအလင်းတန်းတစ်ခုနှလုံးသားထဲမှာပွင့်သွားလိမ့်မယ်အဲ့လိုမျိုးဖြစ်သွားတာနဲ့အမျှတချို့သောအရာတွေကမပြီးဆုံးရင်လည်းပြီးဆုံးသွားမှာပဲအဲ့တော့ပြီးဆုံးသွားတဲ့အရာတွေကပြီးသွားပြီဆိုတာနဲ့အသစ်ကဖြစ်သွားပြီအသစ်ဖြစ်လာပြီနော် reborn ပြန်ဖြစ်သွားပြီ renew ပြန်ဖြစ်သွားပြီဆိုလို့ရှိရင်ကိုဒီပို့ပြီးတော့ကောင်းမွန်သောtranscendent ဖြစ်သောအတွေးတွေနဲ့လမ်းမှန်တစ်ခုခုကိုရွေးချယ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့အဓိကကိုယ့်ရဲ့အတွေးစိတ်နှလုံးကိုကိုယ့်အကိုပြန်မြင်ပြီး manipulate လုပ်တာမျိုးတွေတွေ့ရတယ်အဲ့လိုမျိုးအတွက်ကိုဒီ crossroad ကိုတချို့လူတွေရောက်နေတယ်လို့ကျွန်မတွေ့ရတယ်ရောက်နေလမ်းစုံလမ်းကွရောက်နေတယ်ဆိုရှင်အဲ့ဒီ option ကိုယူဖြစ်သွားလိမ့်မယ်ပေါ့နော် okay အဟောင်းတွေကိုလွှတ်ချပြီးတော့အသစ်ကိုဆက်ပြီးတော့ခြိတက်ဖို့အတွက်ကိုအဲ့ဒီ chance တစ်ခုအခွင့်အရေးတစ်ခုကိုယူလိုက်မယ်ပေါ့နော်အဲ့ဒါမျိုးလေးကျွန်မတွေ့ရတယ် okay ဒါကတော့ part number 3ရဲ့အတွက်လက်ရှိပေါ့နော်စစချင်းမြင်ရတာတော့အရန် strong ဖြစ်ပါတယ်
keep going မှာတေချာတာကတော့ဟိုကိုယ့်ရဲ့အဟောင်းပေါ့နော်ကိုမလို့ချင်တော့တဲ့အရာတွေအစင်မပြေတော့တဲ့အရာတွေကိုပို့ချစ်တက်လာမယ်အစင်မပြေတဲ့အရာတွေကိုလွှတ်ချပြီးနောက်မှာပိုကောင်းသောနှလုံးသားပြေဝတော့နော်ကိုအတွက်ပို့ပြီးတော့ကောင်းမွန်သောအရာတွေကအသက်တဖန်ပြန်လဲမွေးဖွားလာလိမ့်မယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်ဆိုတော့ဒီမှာကတော့စာလေးတွေလမ်းစုံလမ်းခွာဘယ်ရောက်မယ်ဆိုတာမရေးထားဘူးအဲ့တော့လက်ရှိမှာ part number 3ကsituation ဒီမှာကြည့်မယ်ပေါ့နော်ဒီအပေါ် line မှာအဲ့တော့ okay ဒါလေးမကြည့်ခင်မှာကျွန်မဒီ card လေးနဲ့ different deck ဆိုရင်သုံးပါမယ်ဘယ်လမ်းကိုသွားနေလဲဘယ်လမ်းကိုသွားနေလဲလမ်းကိုရွေးထားပြီဆိုတော့ part number 3ရွေးချယ်လိုက်တဲ့လမ်းကဘယ်လမ်းကိုသွားဖို့ဖြစ်လာလဲDad, crazy. Okay, Dad. အဲ့တော့တချို့ကိစ္စတွေကလေမပြီးချင်လဲပြီးရမှာပဲဒီလားမပြီးချင်လဲပြီးဖို့အတင်း force လုပ်ပြီးတော့ဖြစ်လာမယ်လို့တွေ့ရတယ်ဘာလို့လဲဆိုတော့ Dad ကအတဲ့မဟုတ်ဘူးပြောင်းမြန်ပေါ့နော် reverse ပုံစံဖြစ်တယ်ဒါလေးကအတဲ့ဖြစ်တယ်ဒါလေးကပြောင်းပြန်ဒီဘက်က renew ဘက်ကိုသွားနေရပါတော့နေအောင်ကြီးလေးကလှပနေတယ်ဒီမှာအရှုပ်ထွေးတွေကိုထားခဲ့တယ်ဒီဘက်မှာကျတော့ဟိုဘယ်လိုခေါ်မလဲမျောလင်းချက်တိတ်ပြီးတော့မရှိဘူးပေါ့အဲ့လိုပုံစံမျိုးဆိုတော့လောလောဆယ်မှာ file number 1က renew လုပ်ဖို့အတွက်ကိုနည်းနည်းလေးတုံ့ဆုပ်နေတာမျိုးပေါ့နော်ပြန်ပြီးတော့ကြည့်ရနေရမှာအဆင့်မှာပဲတချို့သူတွေအတွက်ရှိကောင်းရှိနေအောင်မယ် renew လုပ်ဖို့အတွက် ready မဖြစ်သေးဘူးပေါ့နော်ဒါကြောင့်မို့အဲ့လိုမျိုးမြင်နေကျွန်မကတော့လေ 8 of cups 8 of cups စွန့်ခွာနေပြီတိလားဒီမှာလဲ8 of cups ဒီမလို့ဒါပေမဲ့တကယ်တမ်းကကိုကတာမစွန့်ခွာခြင်းတလို့လို့ရွေးချယ်ရခတ်တလို့လို့အတွေးတွေကလေတောက်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်လို့ဖြစ်နေတာဒါပေမဲ့တကယ်တမ်းကကြတော့လမ်းအပေးနေတာကစွန့်ခွာဖို့အချိန်တန်ပြီလမ်းဟောင်းကိုလက်ရှိနေအောင်စွန့်ခွာဖို့အချိန်တန်ပြီတကယ်တမ်းတော့အဲ့စွန့်ခွာခြင်းကလည်း part number 3အတွက်ကောင်းမွန်သောရှေ့မှာတာယာသောဟာရှိရတဲ့မဲ့ဟိုအရေးမမြင်သေးဘူးပေါ့ဒီမှာတော့မစွန့်ခွာနိုင်เนาะအဲ့ဒါကိုတွေ့ရတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စွန့်ခွာသွားနိုင်လိမ့်မယ်စွန့်ခွာသွားရင်လည်းကိုယ့်အတွက်ကောင်းမဲ့အရာစောင့်နေလိမ့်မယ်ကျွန်မယုံတယ် Three of Cups Three of Cups မှာလည်းupright လေးပေါ့เนาะအတက်လေးကြတယ်ဆိုတော့ celebration နေရာရှိပါလိမ့်မယ်เนาะဒီမှာ celebrate မလုပ်နိုင်ဘူးဒီမှာ celebration နေရှိတယ်ကိုစွန့်ခွာသွားပြီးအသစ်ဖြစ်သွားပြီးရင်တော့ကိုအဓိကပေါ့เนาะ celebration မှာ Three of Cups မှာ main ကလေးတစ်ယောက်ကသူ့ရဲ့ original card မှာဆိုရင်အတူတူတွဲပြီးတော့ကနေကြပါပေါ့ဒီမှာကျတော့တယောက်တည်းဂျင်းနဲ့နေရတယောက်တည်း celebrate လုပ်နေတဲ့ဟာမျိုးတွေ့ရတယ်ဆိုတော့ part number 3ကအဓိကကိုယ့်ရဲ့ပြောင်းလဲလာတဲ့ new me အပေါ်မှာဟိုရွေးချယ်လိုက်တဲ့လမ်းပေါ်မှာကျင်းနေလိမ့်မယ် celebrate လုပ်လိုက်မယ်အော်ငါရွေးချယ်လိုက်တာမှန်သွားပါလားအဲ့လိုပုံစံလေးတွေ့ရတယ် the fool အဲ့ရနောက်မှာ the journey ကစတင်လိုက်မယ်ပေါ့နော်ကိုယ့်ရဲ့အသစ်ဖြစ်တဲ့ new me မှာကိုစတင်ခြင်းတဲ့အရာတွေဖြစ်ခြင်းတဲ့အရာတွေဖြစ်လိမ့်မယ်အဲ့တော့ဒါလေးကပြောင်းမြန်ဒါလေးကဇွတ်တရုတ်နည်းနည်းမိုင်မဲမှုဆန်တာပေါ့နော်ဒါလေးကကြတော့တကယ်ကိုယုံကြည်ရာလမ်းကိုရှောက်ဖို့အတွက်ရဲရင့်သောယုံကြည်မှုအပြည့်နဲ့ faith နဲ့သွားနေတဲ့ပုံစံလေးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးကဒါလေးကလည်းအတဲဖြစ်တယ်အဲ့တော့ဆက်ပြီးတော့အသစ်ဖြစ်လာမယ့်အရာတွေကိုဆက်ရှောက်နိုင်လိမ့်မယ် the hangman ကကြတော့ reverse ကြတယ်ဒါလေးကအတဲပေါ့အဲ့တော့ဒီမှာလေလောလောဆယ်မှာ part number 3ကတကယ်ကိုပဲတစ်နေတယ်ပေါ့နော်လက်ရှိအခြေအနေမှာနှစ်ခုလုံးကရောင်းမြန်ဇောက်ထိုးဖြစ်တာချင်းအတူတူဒီဘက်ကရုံရမ်းဆန်ကပ်ဖြစ်နေပါတော့တကယ်ကိုအကြက်တဲလိုမျိုးခံစားနေရတယ် stuck ဖြစ်နေတယ်ဆက်တိုးကခတ်နေတယ်ဆိုတဲ့အခြေအနေလေးကိုခံစားနေရတာပေါ့ဒါကြောင့်မလို့လေဒီလိုနေရာမှာ crossroad ဆိုတဲ့နေရာမှာเนาะဒီမှာမပြီးဆုံးနိုင်ဘူးပြန်ပြီးတော့ကိုယ့်ရဲ့အတိတ်ကိုပြန်ပြီးတော့ကြည့်ပြီးတော့လွှတ်မချနိုင်သေးတဲ့အရာတွေရှိနေသေးလို့ပေါ့နော်တွေ့ရတယ်ဒါပေမဲ့ကျမကတော့အားပေးတာကတော့လက်ရှိအခြေအနေမှာကျမက part number 3ပါဖြစ်နေလဲဆိုတာသိသွားပြီသိသွားတဲ့အတွက်လွှတ်ချတဲ့နေဟာလွှတ်ချပါငိုစရာရှိတာလဲငိုပါမင်းကြစရာရှိရလဲကြပါအဲ့ရနေပြီးတော့မှကိုယ့်အတွက်ပြောင်းလဲလာမယ် renewal အသစ်တရားဖြစ်လာပါလိမ့်မယ်အဲ့တော့လွှတ်ချတဲ့နာလွှတ်ချပြီးတော့ပြီးစရာရှိရတော့ပြီးသွားလိမ့်မယ်ရှေ့ဆက်ပြီးတော့ဖြစ်လာမဖြစ်လာတော့တဲ့အရာတွေမဖြစ်လာတဲ့ဆောင်မလား
နိုင်တော့တဲ့အရာတွေနေရက်ကိုစွန့်ခွာသွားတာတွေနောက်ပြီးတော့အလုတ်ဟောင်းတွေစွန့်ခွာသွားတာတွေကိုယ့်ရဲ့အတွေးဟောင်းတွေစွန့်ခွာသွားတာတွေနော်အဲ့ဟာတွေကိုလုံးဝအမြင်မြုပ်လိုက်ရမှာနော်ဒီလားပြီးဆုံးသွားမှာပြီးဆုံးခြင်းthe full ပြန်လည်စတင်ခြင်းပြီးဆုံးခြင်းစတင်ခြင်းကဒီ Pal number 3မှာအရန်ကိုအရန် strong ဖြစ်နေတယ်အဲ့တော့ဘာတက်နေရလဲဆိုတော့ဘယ်လမ်းကိုရှောက်အောင်လဲဆိုတော့မသိနေဘူး label မတက်ထားတော့မသိနေဘူးအဲ့ညမှာတက်နေတယ်ပေါ့နော်အဲ့တော့ရှေ့ဆက်တော့မလို့ဒီတိုင်းလေးပဲနေရမလို့အဲ့လိုမျိုးဖြစ်နေရတယ်ဒါပေမဲ့ကျမကတော့လွှတ်ချတဲ့စေချင်တယ်ဖြစ်စေချင်တယ်ရှေ့ဆက်ပြီးတော့ကိုယ့်အတွက်တောက်ပမဲ့အရာကိုဆက်ပြီးတော့သွားစီချင်တယ်ပေါ့နော် new beginning ရှိတယ်ဆိုတော့ Pal number 3အတွက်new beginning ကဘာများဖြစ်မလဲပေါ့နော်ဘယ်လို result များဖြစ်မလဲကြည့်ရအောင် page of coins page of pentacles အသက်စာတင်ခြင်းအောင်သိကြပါရှိရယ်အဲ့တော့ကိုလိုချင်တော့ကိုကြီးမန်းတော့အရာနဲ့ဖြစ်လိမ့်မယ်ပေါ့နော် page of cups တကယ်ကိုအသက်တရားအများကြီးပဲအသက်တရားအများကြီးပဲဘယ်လို new beginning လဲဒီတစ်ခုလိုချင်တာ four of cups ဒီတက်ကိုလည်းကျမတိတ်ပြီးတော့သုံးလေးမရှိဘူးဆိုတော့အခုမှဒီနေ့မှစမ်းသုံးကြည့်တာ wow wheel of fortune okay ဒီမှာနေကျမရက်ထားရအောင်ဘယ်လိုစတင်ခြင်းဖြစ်မလဲ the fool စတင်ခြင်းရှိရယ်စတင်ခြင်းကံကြမ္မာအလှည့်ပြောတော့စတင်ခြင်းမှာတော့တေချာဘောက်ကိုရှိရပေါ့နော်ကောင်းသောကံကောင်းခြင်းကကိုယ့်ဘက်မှာရှိတယ် luck it's on your side နောက်တစ်ခုကဒီမှာကိုပေးလာမယ် surprise တစ်ခုရှိရပေါ့နော်အဲ့ဒါကိုလက်ခံဖို့လဲအသစ်ဖြစ်လာဖို့အတွက်လက်ခံဖို့လဲကိုကအသင့်ပြင်ထားမယ်အသစ်လဲဖြစ်လာလိမ့်မယ်လို့တွေ့ရတယ်အဲ့တော့ဒီမှာကဘယ်လိုအသစ်တွေဖြစ်လာမလဲကိုယ့်ရဲ့ငွေရေးကြေးရေးဖြစ်စေနောက်ပြီးတော့ကိုယ့်စိတ်ထဲမှာလိုချင်နေတော့တောင်းတနေတော့လှုပ်ချင်နေတော့အရာလေးတွေပြည့်စုံလာဖို့ဖြစ်စေအဲ့အတွက်ကိုစတင်ဖို့ကညားပါတယ်အဲ့တော့အခွင့်အရေးတော်၎င်းအခွင့်အရေးတစ်ခုတော်၎င်းကိုယ်စိတ်ထဲမှာလှုပ်ချင်ကိုင်ချင်နေတော့ကိစ္စလေးတွေတော်၎င်းအဲ့အရာတွေကိုကန့်လန့်ခံရဖို့အတွက်အဲ့ဒီစတင်ခြင်းဘောကဖြစ်လာလိမ့်မယ်ပေါ့နော်သူ့အတူဖြစ်လာမှာကိုကထိုင်ဆောက်နေုံပဲနော်ကိုကဒီမှာထိုင်ပြီးတော့ဆောက်နေုံပဲကံကြမ္မာကနေပြီးတော့ကိုကန့်လန့်ပေးလာလိမ့်မယ်အဲ့လိုမျိုးအသစ်ဖြစ်လာလိမ့်မယ်အဓိကအဲ့လို energy ဖြစ်လာဖို့အတွက်စွန့်ခဲ့တဲ့နာကိုစွန့်ခဲ့ပြီးတော့ထွက်ခွာစရာရှိအောင်ထွက်ခွာလိုက်မှသာကို self မိမိကိုကျင့်တဲ့ချင်း celebration တွေနဲ့ပြည့်စုံပြီးသွားရင်အဲ့ဒီ new beginning ကစတင်လိမ့်မယ်ကံကြမ္မာအလှည့်ပြောင်းပေါ့နော်အဲ့ကံစတင်လိမ့်မယ်အဲ့တော့ stuck လည်းမဖြစ်တော့ဘူးစွန့်စရာရှိရလဲစွန့်ခဲ့ပြီဆိုရင်လမ်းကိုရွေးချယ်ပြီးသွားပြီဆိုရင်တွေ့ရတယ်နော်အဲ့တော့ reading ကတော့တယောက်နဲ့တယောက်ကenergy ကိုပဲကျွန်မ reading လုပ်ပေးတာဖြစ်ပါတယ်တယောက်နဲ့တယောက်ကစဉ်းစားတဲ့ပုံစံရွေးချယ်ထားတဲ့ပုံစံတွေကလည်းမတူတဲ့အတွက်ကြောင့်မလို့ဒီ energy ကိုပဲတေချာဖတ်ပြီးတော့ကြည့်ပေးပါပေါ့နော်အဲ့တော့ဒီမှာအရန် strong ဖြစ်ပါတယ်ဒီလုံးဝအသစ်ဖြစ်လာမဲ့ပုံစံတွေကအများကြီးကိုတွေ့နေရတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဘာတွေများအသစ်ဖြစ်လာဖို့ရှိမလဲအဲ့ဖြစ်လာတဲ့အသစ်ဖြစ်လာမဲ့ result ကိုရောရလဒ်ကိုရော Pal number 3ကခြေနဲ့နိုင်မလားကြည့်ရအောင် oh the empress နတ်တယ်နဲ့လာနော်တကယ်ကိုကျင့်တတ်စရာကောင်းတဲ့ energy တော့ဖြစ်လာမှာကျင်းတည်တယ်နော်အဲ့တော့ကိုတကယ်ကျင့်တတ်လိမ့်မယ်နော် Pal number 3ထားခဲ့စရာရှိတာတေချာပေါက်ထားခဲ့တော့ကျင့်တတ်မလား six of pentacles ကျင့်တတ်တာပေါ့ကျင့်တတ်တဲ့ကြီးကိုဖြစ်လာလိမ့်မယ်ကိုဒီလဲဥမာပေးခြင်းနဲ့ဆိုလို့ရှိရင်ကိုရရောလောကကြီးကလေဘာလဲဆိုတော့လောကကြီးကကိုရရောပေးလိမ့်မယ်တိလားအဲ့ဒါကိုတွေ့ရတယ်
ရရရောကိုပေးလိုက်မယ်ကိုတိုင်းလဲလူတွေအပေါ်မှာကိုဘေးနာပတ်ဝန်းကျင်တွေပေါ်မှာလိုအပ်နေတဲ့သူတွေကိုရရရောပေးနိုင်လာမယ်အဲ့လိုစိတ်ကလေးတွေကလည်းပေါ်လာလိမ့်မယ်လို့လည်းကျွန်မတွေးရတယ်ပြီးတော့နောက်တစ်ခုကလောကရာကို generous ဖြစ်လိမ့်မယ်သိလားရောယူလိုက် empress လိုမျိုးဘယင်မလိုမျိုးခံစားလိုက်စိန်ခံလိုက်အဲ့လိုမျိုးဟို reward တွေပုံစံမျိုးရှိရလို့တော့ကျွန်မခံစားရတယ်ကျင်းတတ်တာပေါ့နော်ကျင်းတတ်မလားမေးတာကျင်းတတ်တယ်နော်ကျင်းတတ်တယ်အဲ့တော့ကျွန်မဒါမဆွဲတော့ဘူးဒီမှာနေရောဆုံးဖြတ်လိုက်ပြီအဲ့တော့ဒီရလာမဲ့ result ကို Parliament 3ကလမ်းသစ်လျှောက်ရင်ကျင်းတတ်မလားဆိုရင် yes ကျင်းတတ်တယ် yeah အဲ့တော့ရှေ့ဆက်တိုးလို့မရတဲ့ dead end ဖြစ်နေတဲ့ကိစ္စတွေကိုထားခဲ့လိုက်တော့နော်အသက်ကိုရှောက်မယ်ရှောက်ပြီးတော့ကန့်ကျမအလှည့်ပြောင်းဖြစ်လာမယ့်အရာတွေကိုစောင့်မယ်စောင့်ပြီးတော့လောကကြီးကဆုချတာကိုစောင့်နေရုံပဲအဲ့ဒါကိုတွေ့ရတယ်ဆိုတော့ Parliament 3ရွေးချယ်ထားတဲ့သူတွေအတွက်အခုလက်ရှိဖြစ်နေတဲ့အရာလေးစူးစမ်းထားတဲ့အရာလေးညှော်မှန်းထားတဲ့အရာလေးရဲ့ရလက်ကဘယ်လိုပုံစံဖြစ်မလဲဆိုတဲ့အရာနဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ reading လေးကဒီလောက်ပဲဖြစ်ပါတယ်ဒီ reading ကိုကြည့်ရတာအဆင်ပြေလိမ့်မယ်ကိုက်ညီမှုရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် reading မှာလည်းတွေ့ဖို့လည်းမျှော်လင့်ပါတယ်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ် bye